ပညာတတ်စင်ရတာမဖြစ်စေချင်လို့ပဲမဖြစ်ချင်လို့ပေါ့နော်သူတို့မဖြစ်ချင်လို့အဲ့ဒီဘာသာတွေကိုမယူကြတာဘာလို့လဲဆိုတော့ဒီလူမှုရေးတို့ဘွားတက်တာကာရတွေကကြတော့ကျူရှင်ယူပြီးတင်ပေးလို့မရဘူးကွာဒီလား side business မရဘူး side business မရှိဘူးအဲ့ဒါကြတော့သူတို့အဲ့ချိန်နေဆိုမယူချင်ကြဘူး volleyball ပုတ်နေကြဟိုပုတ်လိုက်ဒီကိုပုတ်လိုက်နေဟိုတကယ်ဟိုပတ်စံရတဲ့ဘာသာရက်တွေပေါ့နော်ဥမာတင်ချာတို့ chemistry physics အဲ့ဒါတွေလည်းယူကြများတယ်အဲ့ခါကျတော့ဒီဟိုလူမှုရေးတို့ဘာလို့ယူမဲ့ဆရာတွေကလည်းအဲ့မရှိရလည်းများတယ်ပေါ့နော်အရာမှာအမားတွေကလည်းအောင်မြင်မှုရဲ့အစဖြစ်တာပဲတကယ်အလုပ်ဖြစ်ခြင်းရဲ့အစဖြစ်တာပဲဆိုတော့ကွဲလွဲမှုတွေရှိရပါတော့အဲ့တော့ကျွန်တော်တို့ကတကယ် flight မှာအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့တကယ်ဒီပြဿနာကိုဖြေရှင်းနိုင်တဲ့ပုံမှာအတတ်ပညာအသိပညာရှိရလို့လိုအပ်တယ်ဒီ network တွေရှိဖို့လိုအပ်တယ်အစစရရပါတော့ကိုရဲ့အဓိကတော့ကို skill ရှိဖို့လိုအပ်တယ်ကိုမှာ skill မရှိဘဲနဲ့ကိုမှာ value မရှိဘဲနဲ့တော့ဘယ်နေရာမှတိုးမပါဘူးအခုနောက်လိုမျိုးတစ်ကွက်ကောင်းပေါ့နော်တစ်ကွက်ကောင်းဆိုရတယ်ဘယ်နေရာမှတော်နေရမယ်သူများလို့သူတို့လိုက်တော့ရမယ်များတော်တယ်လို့သူများတက်တယ်လို့တက်ရမယ်လို့မဟုတ်ဘဲနဲ့ကိုကျွမ်းကျင်ရကျွမ်းကျင်ရမှာတနေရာမှာတော်နေရမယ်ငါစားတက်ရမယ်အဲ့စားတက်ပြီးတော့ဆယ်တန်းအောင်ပြီးဘာလို့ဘာမှမသိဘူးဆိုတော့အဲ့ဒီကနေလာတာကိုဘာဖြစ်ချင်လို့မှမသိဘူးအခုတိကိုဘာကိုလိုက်ရှာနေရတော့မယ်ကိုမှလမ်းစာလေးတွေ့ကိုဘာလုပ်ချင်စာရောတကယ်စိတ်ဝင်စားတာဒါမှမဟုတ်3 idiot ထဲရတာလူတိုင်းကြည့်ဘူးမယ်ထင်တယ်အဲ့ဒီမှာ rancho ဆိုရင်သူဟိုစာကိုသူများလို့အရင်ကြီးလောက်မနေဘူးသူဝါသနာပါတဲ့ဒီ engineering ကိုကောင်းသူကလက်တွေ့အသုံးချတာကွာဒီရေခဲတက်တာတွေဖြတ်တာတွေလုပ်တယ်ဘယ်လိုမျိုးသူပြန်မဆက်တဲ့ဟာတွေရှိရပြန်ဆက်လို့ရတဲ့ဟာတွေရှိပြီးတော့အဲ့ဒီမှာအရန်ကိုအောင်မြင်ဆုံးကလည်းသူဖြစ်သွားတာပဲကြည့်အားလုံးပဲမင်္ဂလာပါ Born to Rise မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Born to Rise ကဟန်ခိုင်နဲ့ကို Thomas တို့ကနေပြီးတော့ပညာတတ်ဆင်းရဲသားဆိုတဲ့ topic လေးကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီပညာတတ်ဆင်းရဲသားဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော်ကျွန်တော်တို့ဒီလူငယ်လည်းရှိကြတယ်လူကြီးတွေလည်းရှိကြတယ်ဆိုတော့ဘုလို့အတန်းပညာပဲဖြစ်စေအတတ်ပညာပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးပညာတွေတော့ရှိတယ်ဒါပေမဲ့လို့ဒီပညာနဲ့ပြီးတော့မှငွေကြေးဖြစ်ပြောင်းလဲဖို့အတွက်ကိုမပြောင်းလဲကြဘူးပေါ့နော်အဲ့လိုမပြောင်းလဲကြတဲ့အခြေအနေပေါ်မှာဟန်ရဲ့အမြင်လေးကိုပေါ့နော်တစ်ချက်လောက်ဆွေးနွေးပေးပါအောင်ဟုတ်ဟန်တို့ဒီ topic အောက်မှာပေါ့နော်ဒီ top student in school failure in life ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဒီကျောင်းမှာဆိုရင်တော့လုံးဝထိတ်တန်းကျောင်းသားတွေကွာဒါပေမဲ့လက်တွေ့ဘဝမှာကြတော့အရှုံးသမားတွေဖြစ်နေတဲ့လူတွေတပုံကြီးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီကျောင်းကကြတော့သူကနေပယ်အရန်ကျင်းတယ်သင်ပေးတဲ့ဟာဥမာတင်ချာဆိုလဲတင်ချာchemistry ဆိုလဲ chemistry physics ဆိုလဲ physics မြန်မာစာအင်္ဂလိပ်စာပေါ့နော်အဲ့ဒါတော့မှအင်္ဂလိပ်စာငယ်တုန်းကကိုရီးယားဟိုသူငယ်တန်းကနေ10တန်းထိသင်ခဲ့နေအောင်မှအဲ့ဒါပြီးသွားတဲ့ခါမှာအပြင်သင်တန်းတွေလိုက်ပြန်တက်ရတယ်ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီကျောင်းကသင်ပေးလိုက်တဲ့နယ်ပယ်ကအရန်ကျင်းတယ်ပေါ့နော်အရန်ကျင်းတယ်ပြီးတော့ဒီ algorithm တစ်ခုရဲ့အောက်မှာပဲ curricular တစ်ခုရဲ့အောက်မှာပဲသင်ပေးလိုက်တယ်အဲ့ဒီခါမှာကျောင်းသားတွေကဟိုဒါမေးတာပြေတာချက်ပေါ့နော်အဲ့လိုမျိုးတွေကပုံများတယ်ကွာအဲ့တော့ဟိုလူသားမိတ်တူဆက်လို့ပဲဟိုပိုမှတ်နိုင်တဲ့လူပိုပြီးတော့မှ copy ချရေးနိုင်တဲ့လူကဒါအမှတ်များတဲ့ပုံစံပေါ့အဲ့တော့တကယ်လက်တွေ့ဘဝမှာကျတော့အဲ့လိုမဟုတ်ပေါ့နော်ကိုကကျတော့စီးပွားရေးလုပ်ချင်တဲ့လူဆိုတော့စီးပွားရေးအမြင်နဲ့ပဲပြောလိုက်မယ်ဘာလဲဆိုတော့ဒီเจ้าနေရကြတော့ဘလို့လူတွေမွေးထုတ်ပေးလဲဆိုလို့ရှိရင် rule follower တွေမွေးထုတ်ပေးတယ်ဥမာဒါကိုလိုက်နာမယ်ဖြူနဲ့စိမ့်ဝိတ်ကမယ်သပင်ညှက်ကမယ်ယောက်ျားလေးဆိုရင်သပင်တိုးထားရမယ်ဒါတွေ rules တွေပေါ့နော်သူရဲ့ rules တွေရှိတယ်အဲ့တော့ပြီးတော့အဲ့ဒီ rules တွေကတော့ကောင်းတယ်ဒါပေမဲ့တခြားဘလို့ rules တွေလဲဆိုလို့ရှိရင်ဒီတင်ချာပေါ့နော်ဥမာတင်ချာ1တင်ချာ2အဲ့လိုမျိုးလေးရှိရပေါ့နော်အဲ့ခါဆိုရင်တင်ချာ2ဆိုရင်လည်းငါပေးတဲ့ပုံစံအတိုင်းပဲရေးရမယ်ငါပေးတဲ့ပုံစံတိုင်းရေးရမယ်အဲ့လိုမှမဟုတ်အမှတ်လျှော့မယ်ဒါတစ်မျိုးနောက်တစ်ခုကဒီစိုက်စာကုန်းနေဆိုလို့ရှိရင်ငါပေးတဲ့အတိုင်းပဲကြက်ကမယ်မဟုတ်လို့ရှိရင်အမှတ်လျှော့မယ်ဒီလိုမျိုးတွေပေါ့နော်ဒီလိုမျိုးတွေဆိုတဲ့အခါမှာဘာဖြစ်လဲဆိုတော့တို့ကနေပြီးတော့အသစ်အဆန်းကိုမလုပ်ရဲကြတော့ဘူးအဲ့ဒီခါမှာဘာတွေအခက်အခဲကြုံလဲဆိုတော့ဒီစီးပွားရေးမှာကြတော့ဘလို့လူမျိုးတွေကအောင်မြင်ချမ်းသာလဲဆိုလို့ရှိရင် entrepreneurship ပေါ့နော် entrepreneurship လုပ်တယ်ဆိုတာသူကကြတော့ rule breaker တွေသူကကိုလန်းကိုအစ်စ်ဖောက်ကြတဲ့လူတွေအဲ့လိုမျိုးကြတော့စောစောကဟိုလိုမျိုးဟို rule follower တွေကကြတော့ဒီလိုမျိုးအရာတွေမလုပ်နိုင်ဘူးသူတို့မှာမှားမှာကြောက်ကြတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီဟိုတော်တဲ့လူတွေပေါ့နော်တွက်ကြည့်လိုက်လို့ရှိရင်ကွာအမှတ်တမဲ့လေးရော့ရင်တော့မှလို့ငိုတဲ့လူနဲ့ဒါဆွဲစိတ်တဲ့လူနဲ့လားအိမ်နဲ့အိမ်ပြေမထွက်တဲ့လူနဲ့ဒီလိုမျိုး drama queen တွေ drama king တွေပေါ့နော်အရင်များတယ်အဲ့တော့အဲ့လိုလူတွေကသူကတခုခုကိုစားလုပ်ဖို့ဆိုရင်အရင်တွေးတယ်အော်ငါမှားဝိုင်းဘယ်လိုလုပ်မလဲပေါ့နော်ဥမာပတ်စံလေးဟို
တသိန်းနှစ်သိန်းတောင်မှဟဲ့ငါပတ်စံလေးရှုံးသွားရင်ဘယ်လိုလုပ်မလဲပေါ့နော်လူမျိုးအတွေးတွေအရင်များတယ်အဲ့ခါမှာမစလုပ်ဖြစ်တော့ဘူးပေါ့နော်မစလုပ်ဖြစ်တဲ့အခါကျတော့ဘာလဲဆိုတော့မစရင်ဒုံရင်ကဒုံရင်ပေါ့ဟုတ်တယ်မလားဆိုတော့စီးပွားရေးကကျတော့ဟိုဘယ်လိုပြောရမလဲကိုအမားတွေကနေသင်ခန်းစာယူရမှာကွာဥပမာဒါလုပ်လိုက်တယ်မအောင်မြင်ဘူးနည်းလမ်းတစ်ခုပြောင်းအဲ့ရနေမှာအောင်မြင်ဒီလိုမျိုးပုံစံသွားတာပေါ့နော်စီးပွားရေးဆိုတဲ့ပုံစံကကြတော့ဟိုဥပမာကွာကိုကထားပါတော့ဟိုဘွဲရတယောက်ပေါ့ဘွဲရပညာကြဥမာထားပါတော့ဆရာဝန်ပဲထားပါတော့နော်ဒါပေမဲ့ကိုကဟိုစေကန်းလည်းအဲ့လောက်ထိုင်ကြမရှိဘူးအဲ့ဒီအချိန်မှာသူများတွေကဟိုပေါ့နော်သူများတွေကကြာအကင်လေးရောက်มาလားဟိုတပိတ်ဆိုင်လေးဖွင့်มาလားဆိုမဖွင့်ချင်ဘူးမလုပ်ချင်ဘူးဘာဖြစ်လို့လဲကို့မှာမာနရှိနေရလေဟုတ်တယ်မလားမာနရှိရပြီးလို့ရှိရင်ငါလုပ်ရင်ဖြစ်ပါမလားပေါ့နော်ဆိုတော့သူများတွေကဟိုမှာဟိုဗာလဲ10တန်းအောင်အဲ့လိုမျိုး10တန်းအောင်ဒါမှမဟုတ်လို့ရှိရင်10တန်းမအောင်တဲ့လူကအကင်ဆိုင်တွေဖွင့်ပြီးတော့ဟိုဆက်ဆက်ရောင်းချင်တော့ဟုတ်တာပေါ့နော်4-5တောင်းတသိန်းအဲ့ရနေပြီးတော့မှဟို4-5သိန်း10သိန်း30အဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာတော့မှဒုံရက်အိမ်မှာထိုင်ပြီးတော့မှသူ့ရဲ့ပတ်စံတွေကမတိုးပွားလာဘူးပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာပြောလိုက်တဲ့အချက်တွေကကြတော့ဟို perfect အရန်လိုချင်တယ် overthinking တွေဖြစ်ပြီးတော့မှ perfect အရန်ဖြစ်ချင်တယ်ဘယ်ရာမှ perfect မရှိနိုင်ဘူးဒီကမ္ဘာပေါ်မှာလေနောက်တစ်ခုကကြတော့ဘာလဲဆိုတော့စရမှာကြောက်တယ်ပေါ့နော်အဲ့လို perfect ဖြစ်ချင်တယ် overthink ဖြစ်ပြီးတော့စရမှာကြောက်တယ်နောက်တစ်ခုကပညာမာနရှိတယ် ego ပေါ့နော်ပညာမာနပညာအတ္တရှိတော့ဟိုလုပ်လေးဆိုလို့ရှိရင်လည်းငါရတာနဲ့ပွဲနဲ့မတန်ဘူးဒီလုပ်လေးဆိုလို့ရှိရင်လည်းငါရတာနဲ့ပွဲနဲ့မတန်ဘူးအဲ့ရနေပြီးတော့မှကို့မှာရှိတယ်ဟိုပညာရောနောက်တစ်ခုကကြတော့ပညာဆိုတာကကြတော့ဒီဆရာဝန်ဆိုလို့ရှိရင်လည်းပဲပေါ့နော်ဥပမာဟိုလက်ဖက်ရည်ဖြော်တာလဲပညာရက်တစ်ခုပဲသူတို့ပညာရက်တစ်ခုကိုကြတော့သူကဟိုအကုန်လုံးတော့မဆိုလို့ပေါ့နော်တချို့တွေကကြတော့ငါနဲ့မတန်ဘူးဆိုတော့အတ္တပညာမာနရှိတယ်အဲ့ကကြတော့ပညာရဲ့အသစ်တွေလည်းမတင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရဲ့အသစ်တွေမတိုးပွားလာဘူးနောက်တစ်ခုကကြတော့ဒီကိုနဲ့မတန်ဘူးဆိုပြီးတော့ဘယ်လိုမျိုးအလုပ်တွေမလုပ်ဘူးပေါ့နော်တချို့တွေဆိုရှိတယ်အဲ့လိုမိဘအိမ်မှာပဲထိုင်ပြီးတော့စားနေတယ်ဟိုတခုဆိုလဲငါရတာနဲ့ပွဲနဲ့မတန်သေးဘူးငါရတာနဲ့ပွဲနဲ့မလျှောက်သေးဘူးဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတွေရှိတယ်အဲ့လိုမျိုးကြတော့ပညာလည်းမတိုးလာဘူးဥစ္စာလည်းမတိုးလာဘူးအဲ့ရနောက်တစ်ခုပေါ့နော်အဲ့တော့ဒုတိယ topic ကကြပါလဲဆိုတော့ IQ နဲ့ EQ ပေါ့။ကျောင်းကကြတော့အများတန်းသူတို့တင်မေးတာကဟိုညံကောင်းဖို့ဒါပဲပေါ့နော်။ဘာလို့လဲဆိုတော့ကွာဇာရိတချိန်ဆိုမြတ်သွားနှုတ်ကာယချိန်ဆိုလို့ရှိရင်မြတ်သွားနှုတ်ဒါပဲအားနေတာအမြတ်ပဲနှုတ်နေရပါပေါ့နော်။ဆိုတော့ငငယ်တော့လည်းအဲ့လိုပဲဟိုဗာလဲကွန်ပျူတာချိန်ဆိုလို့ရှိရင်လည်းကွန်ပျူတာခန်းကတော့ပိတ်ထားတယ်မြတ်သွားနှုတ်အားပဲလာတစ်ခါလာလည်းမြတ်နှုတ်တစ်ခါလာလည်းမြတ်နှုတ်အားနေမြတ်ပဲနှုတ်နေရအဲ့တော့လူမှုရေးလည်းမတင်မေးဘူးဘာမှလည်းမတင်မေးဘူးဒါပဲဟိုမသိလို့ရှိရင်ကွာကိုဟိုဗာလဲဟိုကျောင်းသားတွေကိုကွာဟိုအလက်ကားရတဲ့တန့်ရှင်ရေးသမားတွေလိုပဲဟုတ်တယ်မလားဒါကနေဟိုတန့်ရှင်ရေးပဲလောက်ခိုင်းနေရလေဒီလူမှုရေးချိန်တို့ဘာလို့ဆိုလို့ရှိရင်လဲပြီးလို့ရှိရင်တကယ်တင်ရမယ့်သင်ခန်းစာရေးဆိုလို့ရှိရင်လည်းကြော်ဝါတာနဲ့တင်ချာဆရာမလဝင်လိုက်တာနဲ့ဆိုတော့တေချာမတင်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့တကယ်စီးပွားရေးလောကမှာကျတော့ဒီ emotional intelligence လို့လည်းခေါ်တယ်ပြီးတော့နောက်ခုလူတွေနဲ့social intelligence ပေါ့နော်လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးဒါတွေကလိုအပ်တယ်ဥပမာဆိုလို့ရှိရင်ကိုကဘာတက်လဲဆိုတာထက်ကွာလက်တွေ့မှာနော်မြန်မာနိုင်ငံမှာတော့မဟုတ်နော်ခုနိုင်ငံခြားတွေမှာတော့မှကိုကဘာတက်လဲဘာဘွဲရညာဘွဲရဆိုတာထက်ကိုဘသူနဲ့တိလဲ networking skill အဲ့ဒီဟာကြတော့ဟိုသူများကိုသွားပြီးတော့မှဖားရခိုင်းတာလည်းမဟုတ်ဘူးလက်ဆောင်ပစ္စည်းပေးခိုင်းတာလည်းမဟုတ်ဥပမာဆိုလို့ရှိရင်ကွာထားပါတော့ဟန်ကနေပြီးတော့မှဟန်ကအဲ့ဒီမှာထားပါတော့ manager ဒါမှမဟုတ်ရင်ဒီနေရာတစ်ခုရပြီးသားပေါ့အဲ့ဒီ company မှာအဲ့ဆိုလို့ရှိရင်ကိုနဲ့တိပြီးသားလူကို recommendation letter ရေးပေးမလားမသိတဲ့လူကိုတွေ့ရေးပေးမလားပေါ့နော်ဒါအတိတာကြီးကွာအရှင်းကြီးပဲကိုနဲ့သိတဲ့လူပဲရေးမှာပေါ့ဘာလို့လဲဆိုတော့ကိုနဲ့သိတဲ့လူကကြတော့သူ့ရဲ့အချင်းစာရိတာဘလို့သူကဘလို့တွေရတယ်အဲ့ဘလို့တွေစွမ်းဆောင်နိုင်နေဆိုတော့ဟာကိုကသိရလေအဲ့ဒီသူကဒီကျောင်းကကြတော့ networking skill ကိုသူကမထည့်ပေးလိုက်ဘူးကွာစာတော်တဲ့ကျောင်းသားကြီးဆိုရင်ဘာလုပ်ရမလဲကုတ်ပြီးတော့မှစာတွေလုပ်နေရမယ်အဲ့လိုမျိုးအပြင်မှာသွားမစောပါဘူးဒါတွေပေါ့နော်ဒါတွေရှိရအဲ့ကြောင့်မလို့လေဒီ top student တွေကဒီလက်တွေ့ဘဝမှာတော့အရှုံးသမားတွေဖြစ်နေတာလို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကိုကိုတိုင်းမှာအကြောင်းလို့ရောထင်လားပေါ့နော်အဲ့ဒါကြတော့ခင်တို့ဒီမြန်မာနိုင်ငံရဲ့လို့ပဲပြောလိုက်မယ်နော်ဘာလို့ဆိုတော့မြန်မာနိုင်ငံရဲ့ပညာသင်ကြားရေးစနစ်ကိုအဲ့လိုမျိုးဖြစ်နေလို့ဒီပညာတက်တယ်ဆိုတော့ဂုဏ်ပုတ်တစ်ခုဒီဘွဲလမန်တစ်ခုပဲရှိပြီးတော့အသက်ပညာကိုယ့်ရဲ့ဘဝကိုရင်းနှီးလောက်ကင်လို့ရမယ်ဒီစီးပွားရေးလုပ်လို့ရမယ်အသက်မွေးဝမ်းကြောင်းလုပ်လို့ရမယ်ပညာတစ်ခုမရှိတာလားပေါ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲပေါ့နော်ခိုင်ကတော့လေအဲ့ဒီဟာကိုခိုင်တို့လေအဲ့ဒါတင် जा မှုမှားယွင်းမှုတင် जा တွေမှားယွင်းမှုလို့ထင်တယ်ပေါ့နော်ဒီအခုနောက်ပိုင်းပြန်သိလာရတာဟုတ်တာပဲငါတို့တွေကိုဒီလိုသာတင်ပေးရင်ငါတို့ဒီအချိန်မှာငါတို့တွေဒီမလိုအပ်ဖဲနဲ့ငါတို့အချိန်တွေကိုကုန်ခံပြီးတော့ငါတို့အားတွေစိုက်ထုတ်ပြီးတော့
တင်တန်းနေပြန်တက်နေစရာအကြောင်းမရှိဘူးတိလားအဲ့လိုမျိုးတွေတွေးမိရပေါ့နော်ဒီဟန်အနေနဲ့ဆိုရင်ရောအဲ့ဒါကိုဘယ်လိုထင်လဲပေါ့ဟုတ်သင်ကြားရေးစနစ်ကြောင့်လို့ထင်ပါ အဓိကကတော့စနစ်ပဲလေဘယ်နိုင်ငံမှာမဆိုကွာဒီစနစ်ကောင်းလို့ရှိရင်ကောင်းတာပဲစနစ်မကောင်းရင်မကောင်းဥပမာဆိုရင်ဒီပညာရေးဝယ်မကြည့်နဲ့ကွာဟိုလမ်းပန်းဆက်သွယ်ရေးကိုပဲကြည့်လိုက်လမ်းပန်းဆက်သွယ်ရေးဆိုရင်ဒီများနိုင်ငံတွေမှာကွာစနစ်ကောင်းတဲ့အတွက်ကြောင့်မို့လို့ဒီမီပွိုင်းမှာစောင့်နေရရင်တော့အကြာကြီးစောင့်နေရတာမျိုးမရှိဘူးအခုဟိုတို့နိုင်ငံမှာဆိုကွာခရီးတစ်ခါသွားဖို့ရန်ကုန်တစ်ခါသွားဖို့ဆိုရင်အဲ့ဒါတနေကုန်နဲ့အဲ့ဒီမှာလေမီပွိုင်းစောင့်နေရတာနဲ့ဘာလို့လဲဆိုတော့ဒါစနစ်ပဲပေါ့နော်သူများနိုင်ငံမှာကြတော့ဒီစနစ်တွေကတေချာလောက်ထားတယ်ဒီလမ်းမှာမရလို့ရှိရင်တခြားလမ်းအဲ့လိုမျိုးလမ်းခွဲအဲ့လိုမျိုးလောက်ထားတယ်ပေါ့နော်ဒါပေမဲ့ဟိုကိုယ့်နိုင်ငံမှာကြတော့အဲ့လိုစနစ်တွေမကောင်းပညာရေးမှာလည်းဒီတိုင်းတူတူပဲပေါ့နော်သူတို့ကကြတော့ဒီဟိုတက်တူရွေးလိုမျိုးပဲအလွတ်ချက်အလွတ်ဖြစ်တို့မျိုးတွေကပုံများတယ်ဒါတော့မှအခု grade 12တွေဘာတွေပေါ်လာလို့မှဟိုစာသင်နည်းစနစ်တွေနည်းနည်းတိုးတက်လာတာပြီးရင်ကွာတချို့ဆီယာမတွေဆိုလို့ရှိရင်တော့မှဟိုဗာလဲငါတင်ချပုံစံဆိုတော့မှတွက်နေမျိုးစုံရှိရယ်ကွာအဲ့ဒါကိုငါတွက်တဲ့အတိုင်းပဲတွက်ငါပေးတဲ့အတိုင်းတွက်မဟုတ်လို့ရှိရင်အမှတ်လျှော့အပြေမှန်တော့မှအမှတ်ကလျှော့ခံရတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးဆိုကျောင်းသားတွေကလည်းဘယ်လိုပြောရမလဲဟိုလုံးဝအသစ်ဆန်းကိုမလုပ်ရဲကြတော့ကြောက်တာပေါ့နော်အဲ့ဒီအတွက်ဟိုသူများနိုင်ငံတွေမှာဆိုရင်ကြတော့ဒါကိုလွတ်လပ်ပိုင်ခွင့်ပေါ့လွတ်လပ်ပိုင်ခွင့်ဆိုတာကဒီကျောင်းသားရဲ့နီးမှန်လို့ရှိရင်လည်းဒါအဆင်ပြေတယ်အဲ့ဒီတော့ကြောင့်မို့လို့မြန်မာနိုင်ငံကဆိုကြည့်လိုက်ကွာမြန်မာနိုင်ငံဆိုစွန့်ဦးတီထွင်ရှင်တွေတယောက်မှမထွက်လာဘူးဒါစီးပွားရေးလောကမှာတော့ပြောရမှာမဟုတ်နော်စီးပွားရေးလောကမှာမြန်မာတွေကတော့စီးပွားရေးလောက်တာအရန်တော်တယ်ဘာလို့လဲဒီလားဟိုအိမ်မှာဆိုလို့အိမ်ဟိုဗာလဲအိမ်ပတ်ဝန်းကျင်မှာဆိုရင်လေအကောင်လုံးစီးပွားရေးလုပ်တဲ့လူတွေပဲအဲ့လိုဗာလဲသမီးဆိုင်ဖွင့်တဲ့လူအထည်ဆိုင်ဖွင့်တဲ့လူစီးပွားရေးလုပ်တာတော့အရန်တော်တယ်စီးပွားရေးလုပ်တယ်ဆိုတာကြတော့ဟိုသူများရှီယာယူပြီးတော့ကိုကပြန်ရောင်းတာပေါ့နော်ဒီလိုပုံစံမျိုးတော့အရန်တော်တယ်ဒါပေမဲ့ကိုတိုင်းတီထွင်တဲ့နေရာမှာကြတော့အရန်အဲ့လောက်ကြီးဟိုရှေ့မပြေဘူးဥမာဒီဖုန်းတီထွင်တဲ့လူတို့ကွန်ပျူတာတီထွင်တဲ့လူဘာပဲတီထွင်လိုက်မြန်မာနိုင်ငံကဆိုတာမရှိဘူးအဲ့ကြောင့်ဘာလဲဆိုတော့အသစ်ဆန်းကိုမလုပ်ရဲကြဘူးပေါ့နော်ဒါစနစ်ရဲ့ဟိုဘယ်လိုပြောရမလဲစနစ်ရဲ့ပြောင်းလဲမှားမှုယွင်းပေါ့မှုကြောင့်ပြောင်းလဲမှုလည်းဒါပေမဲ့မှားယွင်းမှုကြောင့်ပေါ့နော်စနစ်မှားနေတဲ့ခါကျတော့ဒီသူ့ရဲ့အညွန့်တလူလူတက်နေတဲ့အပင်တွေကိုဒီစနစ်ကြီးကနေပြီးတော့ဖိထားသလိုဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မို့လို့စနစ်နဲ့ဆိုင်တယ်လို့ထင်တယ်ပြီးတော့လေနောက်တစ်ခုအနေနဲ့ခိုင်ချင်တာကတော့ဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်နေရလဲဒီပညာတတ်စင်းရဲသားဆိုဒီ topic ကရှိလာလဲဆိုရင်ခိုင်အနေနဲ့တော့လူတွေက mindset နဲ့လည်းဆိုင်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်စာတက်မှပညာတက်မှဆိုတဲ့အဲ့ဒီ mindset ကြီးရှိနေတော့ဒီတမွေးဝမ်းကြောင်းပညာကိုသင်ရင်လေငါတို့တွေဟိုစင်းရဲတဲ့ဘဝမဟုတ်ဘဲနဲ့အောင်မြင်နိုင်တယ်ပညာမတက်ဘဲနဲ့လည်းအောင်မြင်နိုင်တယ်ဆိုတဲ့ mindset ကိုဟိုတော်တော်များများမရှိကြတော့ပေါ့နော်ဒီလိုပြောလို့ပညာရေးမလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးเนาะပညာရေးဆိုတာလူတစ်ယောက်ရဲ့ဘဝတကားပဲဘဝကိုဖွင့်ဟိုဘယ်လိုပြောမလဲဘဝကိုအမြင့်ကိုတက်ဖို့ခောက်ပေးမဲ့တကားပဲဒါပေမဲ့အဲ့ဟာဒီနောက်မှာကွာအာဘယ်လိုပြောမလဲအဲ့ဒါတွေကတမကယ်တက်လို့ရှိတော့လားမတက်လားပေါ့နော်တကယ်တက်လားမတက်လားတက်ဒီလိုမျိုး လားမတက်လားမသိဘူး certificate တွေဘွဲတွေပဲကင်ထားပြီးတော့မှအဲ့ဒီပညာကိုတကယ်တက်လားမတက်လားဆိုတဲ့ပုံမူတည်တာပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောရမလဲကိုကကွာစီးပွားရေးလုပ်ရမယ်လို့ပြောတာမဟုတ်ဘူးကွာဒီနိုင်ငံမှာနိုင်ငံတော်တော်များများမှာလည်းအကုန်လုံးကဟိုသူများရဲ့ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့လူတွေလည်းရှိရပဲအောင်မြင်နေတဲ့လူတွေပေါ့နော်ဒါပေမဲ့ဘယ်လိုလဲဆိုတော့စောကပြောလို့အသက်မွေးဝမ်းကြောင်းပညာတွေပေါ့နော်ဥမာရေပိုက်ပြင်တာ electric နဲ့ပတ်သက်တဲ့ဟာတွေဒီလိုမျိုးဟာတွေကြတော့ကိုယ့်နိုင်ငံရဲ့အာဟိုစနစ်ကြောင့်ပေါ့နော်ဥပမာကွာရေပိုက်ပြင်တဲ့လို့ဆိုမတန်ဘူးတည်ရမလား2000လောက်တန်လို့ရှိရင်1000မဲ့တော့နေရလက်သမားပါညာအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးဟာတွေရှိတယ်ဒါပေမဲ့သူများနိုင်ငံမှာကြာအဲ့လိုမဟုတ်ဘူးရေပိုက်တစ်ခါပြင်လို့ရှိရင်ပေါင်200တို့ပါအဲ့လိုမျိုးပေးရမီတီတစ်ခါလဲလို့ရှိရင်ပေါင်80 100ပေးရတယ်အဲ့တော့ဒီမှာကကြတော့ကွာအဲ့လိုမျိုးလူတွေကတော့ကိုယ်ထပ်ပတ်စံပိုရနေတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့ကြောင့်မို့လို့ဘယ်လိုပြောမလဲစနစ်ကြောင့်ပဲပေါ့နော်အမှန်ဆိုရင်ကွာမြန်မာနိုင်ငံမှာလည်းအဲ့လိုပဲရေပိုက်တွေမီတာလောက်တဲ့ဟာတွေမီတာလောက်တယ်ဆိုတာဟိုလိုမျိုးမီကျိုးတွေပေါ့နော်မီတာပြောတာမဟုတ်မီကျိုးတွေလောက်တဲ့ဟာတွေဆိုရင်သူတို့လောက်တက်လာဆိုတော့လည်းမလောက်တက်ဘူးသူများလောက်ပေးတဲ့ဟာကြတော့လေမတန်ဘူး9000မဲယူ1000မဲယူဆိုတော့ဟိုကလည်းတင်းပြီလေအဲ့တော့အဲ့လိုမျိုးအလုပ်တွေကြဘယ်သူကလှုပ်ချင်တော့မလဲပေါ့နော်ပအဲ့ဒါညာလည်းရှိတယ်ကိုသင်လိုက်တဲ့ပုံဖြစ်သွားနှိမ်တာပေါ့နော်နှိမ်တာအဲ့ဒီဟိုအဲ့လိုလူတွေမရှိလို့ရှိရင်လည်းဖြစ်လာဆိုတော့မဖြစ်ဘူးလေသူတို့ကိုယ်တိုင်လှုပ်တက်လာဆိုတော့မလှုပ်တက်ပဲနဲ့အဲ့လိုလူတွေသူကနှိမ်တော့ဘာအကျိုးရမှာလဲနော်ဘာမှတော့အကျိုးမရှိဘူးပေါ့အဲ့တော့ဟိုအသက်ပညာဆိုတာဘယ်လိုပညာပဲဖြစ်ဥမာ workshop မှာကားဟိုပြင်တဲ့ပညာပဲဖြစ်ဒါတွေအကုန်လုံးကဟိုတက်ထားတာကောင်းဆုံးပဲပေါ့နော်ဘယ်ပညာပဲဖြစ်ဖြစ်အဲ့လိုမျိုးပညာဆိုတာအာပ
ညာဘယ်လိုပြောရမလဲအလုပ်ဟုသူများဂုဏ်ရှိကြပါဘောနော်အဲ့လိုမျိုးပဲပညာဆိုတဲ့အရာမှာလည်းဘယ်ပညာမဆိုဂုဏ်ရှိတယ်ဒါပေမဲ့အဲ့ပညာကိုကိုကအသုံးချတဲ့နေရာမှာလည်းမူတည်ရပါတော့အဲ့ဒါကြောင့်မို့လို့လည်းဒီနိုင်ငံမှာလူတွေတိတ်မရှိတော့တာပေါ့လူငယ်တွေထွက်ကုန်တာဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ရဲ့ပညာကိုတန်ဖိုးထားမယ်လို့မရှိဘူးလေအဲ့တော့နှိမ်ကျင်နေကြတာပဲဥပမာကျောင်းမှာက3 4 5နှစ်လောက်ပညာသင်လာတယ်အလုပ်ရတော့လစာမလား2 သိန်း3 သိန်းအခုဆိုရင်တော့နည်းနည်းတက်သွားပြီပေါ့နော်ဟိုဗာလဲကုန်စည်နှုန်းတွေပိုင်းနေဆိုတော့4 5 သိန်းပေါ့ဒါပေမဲ့ဘာလို့လို့ရမှာအဆောင်ကားနဲ့ဘာနဲ့ပြန်ပြီးတော့မှဟိုကုန်တာပဲလေနော်သူတို့မှစုမိဆောင်မှုရမရှိဘူးပြီးလို့ရှိရင်နှိမ်ရတာနဲ့ပြောရတာနဲ့အဲ့လိုမျိုးတွေလည်းရှိရပါဘောနော်အဲ့ဒါကြောင့်မို့လို့ကိုသောမတ်ကရောဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်သေးလဲမသိဘူးခိုင်ပြောသွားတယ်ဗောနော်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးရှိလာတဲ့အကြောင်းတွေကတော့အကြောင်းတွေကနေစတာပဲအကြောင်းတွေမှာကျွန်တော်တို့အဓိကသင်ပေးရတာကျွန်တော်တို့ memory ပေါ့နော် memory ကျွန်တော်တို့အဓိကအမှတ်သားနိုင်ဆိုရင်ဒီကျွန်တော်တို့သင်ပေးလိုက်တဲ့စာတွေမှာပထဝီတို့သမိုင်းတို့ကျွန်တော်တို့အမြဲသိရမလားအတန်ဝင်အောင်ကြက်ခဲ့ရတကယ်တမ်းကျွန်တော်တို့ဒီ live မှာကျတော့ကျွန်တော်စာအုပ်နေရေးအတွက်လုပ်တဲ့အခါမှာကျတော့တခါကြီးကဟိုအများကြီးသုံးဝင်ဗျာကျွန်တော်တို့သိခဲ့ရပဲရှိတယ်ဒါပေမဲ့တကယ်တမ်းကျတော့သုံးဝင်နောက်တစ်ခုကသူတို့ကနောက်ဘာရင်းနဲ့တတ်မှတ်လဲခုနလိုအေးရတာတို့အတန်းထဲမှာပေါ့နော်လူတယောက်တော်ခြင်းညံ့ခြင်းဆိုတာမျိုးကြီးသုံးတာကြောဒီဆောင်းမွေးရလက်တွေသုံးတယ်နောက်ပြီးရင်စီကံလိုက်နာမှုတွေပေါ့နော်အဒီသူတို့တင်ပြရစီကံလိုက်နာမှုနဲ့ဒီဆောင်းမွေးရလက်တွေရယ်နောက်ပြီးတဲ့ခါကျတော့ဒီအဓိကသူတို့ဒီစာတွေကိုမှတ်သားထားတဲ့ဥစ္စာသူတို့ဘယ်လောက်မှတ်နိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ result ကထွက်လာဗျာဒီចောင်းသားတော့ A ရတယ်ဒီចောင်းသားတော့ဘိတ်ရှိပေါ့ဗျာအဲ့လိုမျိုးခုနက A ရနေတဲ့ចောင်းသားတယ်တကယ် flight တကယ် flight မှာကျတော့ A ရတဲ့ចောင်းသားတကယ်ကျွန်တော်တို့ live မှာကိုဘဝကိုစူးစမ်းတဲ့အခါမှာကျတော့သူကဟိုကျောင်းမှာပဲတော်နေခဲ့လို့အဆင်မပြေဘူးကျွန်တော် live မှာလိုအပ်တယ်ခုနလိုဟန်ပြောသွားသလိုပဲ network တွေလိုတယ် community လိုအပ်တယ်နောက်ပြီးရင်အဓိကကိုယ့် scale တွေလိုအပ်တယ်ပေါ့နော်ကိုယ်မှာ value ရှိနေဖို့လိုအပ်တယ်အဲ့လိုမျိုးမရှိဘဲနဲ့ခုနကျောင်းသားတယောက်ကဘယ်လိုပြောမလဲကြောက်နေတခုခုကိုလုပ်ဖို့အတွက်ကြောက်နေတယ်တခုခုကိုမစွန့်စားရဲဘူးပေါ့နော်သူမှမစွန့်စားရဲဘူးနောက်ပြီးတဲ့ခါကျတော့ခုနစာကြိုးဖြစ်ခဲ့တဲ့အတွက်မလို့သူမှnetwork ကောင်းမရှိဘူးနောက်ပြီးလူတွေနဲ့ခုနလိုအဓိကတော့ဘယ်လိုပြောမလဲလို့ဆက်ဆံရမလဲမသိဘူးကွာသူတို့ဆက်ဆံရတဲ့အခါမှာအဓိကတော့အဲ့လိုပေါင်းသင်းဆက်ဆံရတဲ့အခါမှာသူဘာမှမသိဘူးလေဟုတ်တယ်မလားဒီ live ထဲမှာကျတော့လိုအပ်တယ်အဲ့လို network လိုအပ်တဲ့ခါကျတော့ network ကောင်းမရှိဘူးသူမှ knowledge မရှိဘူးလူတွေနဲ့ပတ်သက်တဲ့ knowledge မရှိဘူးအဲ့ knowledge မရှိတဲ့အခါကျတော့တကယ် live ထဲမှာကျတော့အခက်အခဲဖြစ်တယ်အဲ့လိုအခုနကအကြောင်းထဲမှာကျတော့ခုနလိုအကြောင်းသားကြားထဲမှာလည်းရှင်ဘက်ဖြစ်နေတယ်အကြောင်းမှာလည်း base ဖြစ်နေဒါပေမဲ့သူအားကစားမှာထူးချွန်နေတယ်ပညာရဲ့တစ်ခုခုမှာထူးချွန်နေရဆိုလို့ရှိရင်အဲ့လူတယောက်ကနောက်ပိုင်းမှာဒီ market ထဲမှာထိုးဖောက်လို့ရတယ်ဗျာသူရဲ့ နိုင်ငံလည်းရွေးတင်ဖြစ်လာနိုင်တယ်နော်အဲ့လိုမျိုးအဲ့လိုဒီလားတော့ရိုနယ်ဒိုလည်းဒီဘာကြောက်တာဖြစ်တာသူလည်း10 တန်းမအောင်10 တန်းမအောင်ခဲ့ဘူးလို့ထင်တာပဲဒါကြောင့်ဘယ်လိုပြောမလဲပညာ top ဖြစ်နေတဲ့ကျောင်းသားတိုင်းကဘယ်လိုပြောမလဲချမ်းသာနေရမဟုတ်တယ်လို့ဒီအတန်းပညာရေးမရှိဘဲနဲ့လည်းဘဝကိုအောင်မြင်အောင်လုပ်လို့ရတဲ့အတတ်ပညာရေးရှိရဆိုတာကိုခိုင်းတော့ပြောချင်တာပေါ့နော်ဒီမှာအဓိကပေါ့အကိုပြောသလိုဟုတ်တယ်အဲ့မှာသူကလိုအပ်ချက်တွေကအများကြီးပဲရှိတာဗျာတကယ် flight ထဲရောက်တဲ့အခါကျတော့လေလိုအပ်ချက်တွေအများကြီးရှိတာဟိုသင်္ချာမှာဆိုလဲကြည့်လိုက်လို့ရှိရင်ကျွန်တော်တကယ်သုံးချတာဆိုလို့ရှိရင်အများကြီးသုံးချအောင်ဗျာနဲ့ပေါင်းနှုံးမြောက်စားဆိုအဲ့လိုမျိုးပဲသုံးချရဟုတ်တယ်မလားနောက်ပြီးကျွန်တော်တို့တက်ခဲ့တဲ့အတတ်ပညာတွေနဲ့အသိပညာတွေကိုတကယ်အသုံးချတဲ့အခါမှာလည်းအသုံးဝင်တာနည်းတယ်မတက်ထားဘူးလားမတင်ထားဘူးလားဆိုတော့တင်ထားရမယ်ဗျာဒါကကျွန်တော်တို့ဟိုအတန်းပညာမရှိလို့ရှိရင်လည်းကျွန်တော်တို့ live မှာဟိုနောက်ရောက်တာရှိတယ်နောက်ဝေမဆန့်တာရှိတယ်ဗျာအဲ့လိုတော့ရှိတယ်တော့ live ကိုတော့ဒီစာအုပ်တော့တင်ရမယ်ကျွန်တော်စာအုပ်ဆုံးခန်းနိုင်အောင်တင်ရမယ်ပွဲရတော့ရမယ်ဒါပေမဲ့တစ်ဖက်မှာလည်းကိုဘွားရက်တီဖို့အတွက်ကိုမှတမွေးဝမ်းကြောင်းပညာဖြစ်ဖြစ် skill တစ်ခုဖြစ်ဖြစ်ကိုဝါသနာပါပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတစ်ခုကိုတွဲပြီးတော့လေ့လာတာမျိုးနောက်ပြီးအရေးကြီးဆုံးကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လေ့လာမျိုးပေါ့နော်ခုနလိုပညာတတ်ဆင်းရဲသားဆိုပြီးတော့ဖြစ်သွားတဲ့အကြောင်းရင်းအဲ့ခေါင်းစဉ်အောက်ရောက်သွားတဲ့အကြောင်းရင်းကကျတော့ပညာတော့တက်တယ်သူကငွေကြေးဖြစ်မဖန်တီးနိုင်ဘူးအဲ့လိုမဖန်တီးနိုင်တဲ့အတွက်မလို့သူကပညာတတ်ဆင်းရဲသားဆိုတဲ့ခေါင်းစဉ်အောက်ရောက်သွားအဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့လည်းဒီကျွန်တော်လည်းတွေ့နေမြင်နေရတဲ့သူတွေအများကြီးရှိရပေါ့နော်နောက်ပြီးတော့ဒီအတန်းပညာပဲတက်တယ်အတန်းထဲမှာအေးရတဲ့သူတော်တော်များများတော့ဟိုကျွန်တော်ထင်တယ်ဟိုဗာလဲကျွန်တော်တငယ်ချင်းတွေထဲမှာလည်းရှိတယ်ဆရာမတွေပဲဖြစ်ကုန်သူ
သူတို့ဆက်ဆက်မနေပြီးရောခုနလိုနာကန်ထပ်ဖို့ပေါ့အဓိကတော့ဆက်ဆက်မရနာကန်ထပ်ဖို့ဒါတင်ဒါချက်ဒါမှဒီရောက်လို့ရှိရင်ဒါလို့အပုံစံမျိုးတွေသွားတာဆိုတော့အများသောအားဖြင့်တော့အဲ့ life ထဲရောက်သွားတာပဲစာတော်တဲ့သူတော်ပဲများအခုကျွန်တော်တကယ်နေမှာဆိုဆရာမတွေတုံးနေသူတို့မှငွေကြေးအဆင်မပြေမှုရှိရပေါ့နော်ဒါကတော့ကျွန်တော်စနစ်ကြောင်းလို့ပြောတယ်စနစ်ကိုတိတ်ပြီးတော့အပြစ်တင်လို့တော့မရဘူးကျွန်တော်စနစ်ကိုပြောင်းလဲလို့မရဘူးစနစ်ကိုပြောင်းလဲလို့မရပါနဲ့စနစ်ကိုပဲအပြစ်တင်နေမယ်ဆိုရင်ဘာမှအပြောင်းလဲဖြစ်မှာမဟုတ်ကျွန်တော်တို့အဲ့မှာကျွန်တော်စနစ်ကိုပြောင်းလဲမရဘူးဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်မလဲလမ်းကြောင်းပြောင်းရင်ပြောင်းမပြောင်းရင်စကေးဖြည့်ပြီးတော့ကျွန်တော် location ပြောင်းပြီးတော့အခါကျတော့မှကိုယ့်ဘဝတက်ကိုရက်တီပေါ့နော်ကျွန်တော်ကတော့အဲ့လိုလေးမြင်တာပေါ့ဟန်အနေနဲ့ဟောမှန်ကြတော့စနစ်ကလူကလောက်တာပေါ့နော်စနစ်ကိုပြောင်းလဲလို့ရတယ်ပြောင်းလဲလို့မရချင်လို့ဒါစနစ်ကမပြောင်းနေရပါတော့အဲ့ဒီအတွက်စောစောကပြောလို့ပဲလူငယ်တွေကအခုပြောလို့ location ပြောင်းသွားကြတာပေါ့နော်အကြောင်းမို့လူငယ်တော်တော်များများအခုနိုင်ငံခြားကိုထွက်သွားကြတာပေါ့ဒါစနစ်ကြောင့်ပဲသူတို့ကပြောင်းလို့မရတဲ့ကြောင့်မို့လို့သူတို့ကနေရာပြောင်းသွားတဲ့ပုံစံပဲပေါ့နော်အဲ့တော့စောစောကခံပြောခဲ့လို့ပဲရိုနယ်ဒိုဆိုလို့ရှိရင်လည်းသူ့ရဲ့ပညာရေးပါတွေခဏထားလိုက်အောင်ပေါ့နော်သူဆိုလို့ရှိရင်လည်းဒီ football ကိုအရင်ဟိုဗာလဲယူယူမိုက်ကွာဆွဲဆွဲလန်းလန်းတစ်ဖက်ကန်းခန့်အောင်သူလုပ်ခဲ့တာဥမာဆိုရင်သူများတွေမလုပ်နိုင်တဲ့ຢာတွေဥမာဒီဟိုတာယာကိုသူ့ရဲ့ခါးမှာဆွဲပြီးတော့အဲ့လိုပြေးတာတို့ပြီးလို့ရှိရင်အများအားမနေ့တိုင်းထားပြီးလေ့ကျင့်တာတို့ထားကြည့်ခြင်းပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကပညာတတ်ဆိုတာကဒီဘွဲလက်မှတ်တစ်ခုတည်းလည်းမဟုတ်ကိုတင်ခဲ့တဲ့ပညာတွေကိုကိုတကယ်ကျွမ်းကျင်တက်မြောက်အောင်လို့ဒီလုပ်တဲ့ဟာကိုပညာတတ်လို့ခေါ်တာပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီပညာတတ်တွေကဟိုခန္ဓာရည်အားနည်းတယ်ဆိုတာပြောလို့ပဲလေဘာလို့လဲဆိုတော့သူတို့မှာအမှားလေးတစ်ခုတောင်ကြောက်နေတာကွာဒီလောကကြီးရဲ့ရိုက်နှက်မှုတန်တွေသူတို့ဘယ်လိုခံနိုင်မှာလဲနော်နောက်တစ်ခုကကြတော့ဒီလောကမှာပေါ့နော်ဘယ်လိုပြောရမလဲဒီကြားဖြန့်တို့ဘာလို့ဆိုလို့ရှိရင်ကွာဟိုပညာတတ်တဲ့လူတွေကိုလိန်ရတာပိုလွယ်တယ်ဘာလို့လဲဆိုတော့အော်ဘယ်လိုပြောမလဲသူတို့ရဲ့ဟိုမှားမှကြောက်တဲ့စိတ်ပေါ့နော်ဥပမာဆိုကြားဖြန့်နေစကွာအရန်တေချတယ်ဒီဟာလှုပ်လိုက်လို့ရှိရင်ဒီဘောနော်ဘယ်လိုပြောရမလဲဒီ group လဲဝင်အဲ့ဆိုလို့ရှိရင်ပတ်စံရမှာတေချတယ်လုံးဝတေချတယ်အဲ့လိုမျိုးသူတို့တေချမှုတွေပေးပြီးတော့မှလိန်သွားတာပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်ဒါကကြတော့ဟိုပြပြတာပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီစီးပွားရေးမှာပေါ့နော်ဘွဲရဲ့တန်မိုးကဘာဖြစ်သွားရည်လဲပေါ့ခုလက်ရှိမှာဆိုရင်ကွာခုလက်ရှိမှာဆိုလို့ရှိရင်ဘွဲရပြီးတော့မှဟိုအလုံးမရတဲ့လူတွေတပုံကြီးပဲပေါ့နော်ဒီလက်ရှိခေတ်မှာပြီးလို့ရှိရင်ဘလိုနေရာတွေမှာဘွဲမြောက်လဲဆိုတော့ဥမာဟို IT တို့ဘာလို့အဲ့လိုမျိုးဆိုရင်ကွာ AI နဲ့ခိုင်းလို့ရနေပြီနေရာတွေကလေအကုန်လုံးအလုပ်တွေကလေအဲ့ခါကျတော့သူတို့ကအရင်တော့ကလူ10ယောက်လိုတဲ့နေရာမှာလူက1ယောက်ပဲလူတော့တယ်အဲ့ခါကျတော့ဒီဘွဲကျန်တဲ့9ယောက်ကကျန်တဲ့ဘွဲရ9ယောက်ကဘာဖြစ်သွားမလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကိုသောမတ်ကပဲထပ်ပြီးတော့မှဆွေးနွေးပေးပါဟုတ်ဝဲရပြီးတဲ့အခါကျတော့လေဘယ်လိုပြောမလဲဒီအစဉ်ပြေတဲ့ဘဝကိုတန်းရမယ်လို့ကတော့ပြောလို့မရဘူးအပြောင်းလဲရတော့လုပ်ရမှာပဲသိလားကျွန်တော်တို့ကဒီဘွဲရတယ်ဆိုပြီးတော့ခုနပြောခဲ့သလိုပဲအလုပ်ကောင်းကောင်းရဖို့ဆိုတာတော့မဖြစ်နိုင်ဘယ်လိုမှမဖြစ်နိုင်ကျွန်တော်တို့မှာဘွဲဆိုတာအကြောင်းအပေးလိုက်တယ်ခုနလိုဟိုဒီဂရီတစ်ခုပေါ့နော်ဒီဂရီဆိုတာလည်းတကယ်တမ်းတော့တက်သေးတစ်ခုပဲရှိတယ်ကျွန်တော်တို့အဲ့တက်သေးကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာဘယ်လို့မှမရှိနေဘူးဆိုလို့ရှိရင်အလုပ်ကမဖြစ်ဘူးဗျာဘယ်လုပ်ငန်းရှင်ကိုကလုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်အဲ့လုပ်ငန်းရှင်နေရာမှာကိုကဝင်တွေးကြည့်လိုက်ပြီအဲ့ value မရှိတဲ့လူတယောက်တက်တည်တော့ရှိတယ်သူ့မှာပွဲရဆိုတဲ့တက်တည်တော့ရှိတယ်ဒါပေမဲ့သူ့မှာဘာပဲမှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကခန့်လို့မရဘူးဗျာအဲ့လိုရှိတယ်နောက်ပြီးတော့သူတို့ဒီဘွဲတစ်ခုရသွားတယ်ဘွဲတစ်ခုရပြီးနောက်ပိုင်းမှာရှေ့ကသင်ခဲ့တဲ့ပညာရရောချက်ချင်းအသုံးချလို့ရလားဆိုတော့မရဘူးသူ့မှာလည်းအတွေ့အကြုံဆိုတာလိုသေးတယ်အတွေ့အကြုံမရှိဘဲနဲ့လည်းလုပ်ငန်းတော့စလို့တော့ရတယ်တင်ပေးပြီးတော့ဖြည်းဖြည်းဆွဲခေါ်သွားမယ်ဆိုတာတော့ရတယ်အဲ့လိုရဖို့ဆိုတာလည်းအချိန်ပဲဖြစ်ဖြစ်တော်လကောင်ငွေဖြစ်ဖြစ်တော်လကောင်လို့တဖြည်းဖြည်းရင်းနှီးမှုကတော့ပေးရဗျာနောက်ပြီးကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီကြုံခဲ့ရရှိရပေါ့နော်ဝဲရပြီးသွားပြီးလုပ်ငန်းကိုဝင်မယ်ဆိုလို့ရှိရင်9000 6000ကနေစရတယ်ဆိုလို့ရှိရင်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမဖူလုံတဲ့အတွက်တော့ဒီပေါ်မှာပဲအများတန်းမိခိုလို့လည်းမရအောင်အဲ့လိုမိခိုပြီးတော့ကို့မှာ risk ကလည်းမယူရဲဘူးပေါ့နော်စွန့်စားမှုကလည်းမရှိဘူးအပြောင်းလဲကလည်းမရှိဘူးဆိုလို့ရှိရင်ဒီတဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်သွားလဲဆိုရင်ဒီနေရာမှာပဲဒီမှာအလုပ်တစ်ခုလေးရနေုံနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဆင်ပြေုံနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပဲဆက်နေမယ်ဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်မှာအသာရပြီးတော့ဒီ comfort zone တွေကနေပဲမထွက်နိုင်ဘူးဆိုတဲ့
ဒီပြဿနာလေးရှိသေးတယ်အဲ့ပြဿနာကဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်ကတော့သူကြောက်တဲ့စိတ်ကြောင့်ပေါ့နော်ဟန်ပြောသလိုပဲကြောက်တဲ့စိတ်ကြောင့်အပြောင်းလဲမလုပ်ပဲပြောင်းလဲမလုပ်ရင်ကျွန်တော်တို့ကဒီငွေကြေးလွတ်လပ်မှုရဖို့ဆိုတာအဝေးကြီးပဲပေါ့နော်ငွေကြေးလွတ်လပ်မှုရဖို့ဒီအဆင်ပြေဖို့ကိုငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေဖို့အဝေးကြီးပဲကိုကပညာတတ်ထားတယ် skill လည်းမရှိဘူးလက်ရှိအလုပ်ကနေလည်းမထွက်ရဲဘူးဒီအလုပ်မှာလည်းပျော်နေရဒီပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေနေရဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထက်ပိုကောင်းတဲ့နေရာကိုရောက်ဖို့တမဖြစ်နိုင်ကျွန်တော်နေရာအစ်ရောက်ဖို့အတွက်ကတော့အဟောင်းကတော့ထားခဲ့ရမှာပဲလေဟုတ်တယ်မဟုတ်ဆိုတော့အဲ့လိုအဟောင်းကိုထားခဲ့ပြီးတော့မှကျွန်တော်တို့ကသွားရမယ်အဲ့လိုမျိုးပဲကျွန်တော်ကတော့မြင်နေပေါ့နော်ဆိုတော့ခိုင်အနေနဲ့ကြတော့အဲ့အနေနဲ့ကတော့ဒီပညာတတ်ဆင်းရဲသားဆိုတဲ့ဟာမှာဒီဟာကိုတည်ကြလေးလေးနက်နက်စဉ်းစားမယ်ဆိုရင်ပညာတတ်တယ်ဆိုတာခိုင်နှုန်းမြန်မာနိုင်ငံအနေနဲ့ဆိုရင်ဘွဲလက်မှတ်တစ်ခုပဲရှိတယ်အဲ့ဒီဘွဲလက်မှတ်ကပညာတကယ်တတ်တာဟုတ်ရဲ့လားဆိုတာမေးခွန်းဖြစ်လာရပေါ့နော်ဒီတချို့ assignment တွေဆိုလို့ရှိရင်ပတ်စံပေးပြီးဝယ်လိုက်တာရှိလိမ့်မယ်တချို့ assignment တွေဆိုလို့ရှိရင် copy ကူးလိုက်တာရှိလိမ့်မယ်ဒါတွေကြောင့်လူတွေကပညာတတ်တယ်ဆိုတာကဘွဲလက်မှတ်လေးတစ်ခုပဲရှိပြီးတော့ကိုယ်တိုင်ပညာမတတ်တဲ့အတွက်ဘယ်လိုမျိုးကိုယ့်ဘဝကိုတိုးတက်အောင်လုပ်ရမလဲချမ်းသာအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းတွေမသိတော့ဘူးပေါ့နော်ခံပြောသလိုပဲ certificate အခုကခိုင်တို့ရဲ့ value တွေကိုပဲဝယ်တာကွာဒီ problem solving skills တွေကိုပဲဝယ်တဲ့ခေတ်မှာ certificate တွေကတိတ်ပြီးတော့အသုံးဝင်မနေတော့ဘူးမင်းမှာ certificate မရှိလဲမင်းရဲ့အရေးချင်းရှိလို့ရှိရင်မင်းကဒါကိုယ့်ဘဝကိုကောင်းကောင်းရပ်တည်နိုင်တာပဲဒီ company ကခေါ်ငှားမှာပဲဒီလိုပုံစံမျိုးပေါ့နော်အဲ့ဒါကြောင့်ဒီ life မှာအောင်မြင်ဖို့တိုးတက်ဖို့ချမ်းသာဖို့ဆိုတာကကြတော့ကိုယ့်ရဲ့ skills ကိုအရင်ဆုံးဖြည့်ရမှာပေါ့နော်ပညာတက်ချင်းမတက်ချင်းဆိုတာတော့ဒါတကဏ္ဍပေါ့အရင်ဆုံးခိုင်းလို့တွေကဒီကိုသင်ထားတဲ့ပညာပေါ်မှာဒီကိုဘဝရည်တည်ရေးလောက်ကြရတာပဲဒီအားလုံးကအဲ့ဒါကြောင့်မို့လို့ခိုင်းလို့ရွေးချယ်မှုတွေကမှန်ဖို့လိုတယ်ပေါ့နော်ပြီးတော့ခိုင်းလို့အများတန်းစဉ်းစားရှိခဏနေဟန်ပြောသလိုပဲကိုရီးယားဒီတောမှကြီးပြီးတော့ကာယချိန်လဲစာတင်လူမှုရေးလဲစာတင်မျက်နှုတ်အိမ်နာစေးအဲ့ဒါတွေပဲလုပ်ခဲ့ရကွာကြီးလာတော့အဲ့ဒါတွေကအများကြီးနောက်မှာပြက်ကြံခဲ့ရကွာပြောချင်တာအဲ့ဒါတွေလေတကယ်လုပ်ဖို့လိုတယ်အဲ့ဒါတွေဒါငယ်တွေကသင်ခဲ့လို့ရှိရင်ခိုင်းလို့တွေ trade တူဒီ communication အကြောင်းတွေပြောရရင် networking အကြောင်းတွေတိတ် trade တူပြောနေကြလို့မှမဟုတ်ပေါ့နော်ခိုင်းလို့ပဲ live ကကြတော့ပုံစံသတ်မှတ်ထားတဲ့ဒီquestion paper တွေကိုဖြေနေရမှာဟုတ်ဘယ်အချိန်မှာဘာကြီးလာမလဲမသိဘူးအဲ့ဒီအတွက်ကိုတွေကပြန်ပြီးတော့တိုက်ခိုက်နိုင်တဲ့တွန်းလှန်နိုင်တဲ့အရေးချင်းတစ်ခုရှိဖို့လိုတယ်ကိုကကြာဆုံးသွားရတာမှာကိုယ့်ရဲ့အရေးချင်းနဲ့ပြန်ပြီးတော့ရက်တည်နိုင်တဲ့အရေးချင်းတရက်အရေးသွေးတရက်ရှိဖို့လိုတယ်ပေါ့နော်ဒါမှဒါပညာတတ်စင်းရဲသားဆိုတဲ့ဟာတွေကဖြစ်မလာမှာပေါ့နော်ကိုကတကယ်ရောတက်နေရလားအခုလူငယ်တွေပေါ့နော်စဉ်းစားဖို့ပြောချင်တာပေါ့ဒီ certificate လေးရရုံနဲ့တက်နေရလားကိုကကိုယ့်ရဲ့အခြေအနေကိုသုံးပြီးတော့ဒီမှာတက်မယ်ဆိုရင်ကိုယ့်ရဲ့ life မှာဒီသင်တန်းတက်ပြီးသွားလို့ရှင်ဘာတွေလုပ်မှာလဲ why ပေါ့ဘာကြောင့်လဲဒီဟာကိုတက်နေရငါဘာကြောင့်လဲ what ငါဘာတွေလုပ်မှာလဲဒီကနေရတဲ့ဟာကိုဒါတွေကအရင်ဆုံးစဉ်းစားဖို့ဖြစ်လာတယ်ဒီစာတွေသင်ကြရဲဆိုတာဒီစာသင်ပြီးဘာလုပ်မှာလဲဒါကြောင့်မို့ခိုင်တို့မြန်မာနိုင်ငံမှာဆိုရတဲ့ပွဲနဲ့လုပ်နေတဲ့အလုပ်ကိုင်းတွေကဘယ်သူတူလို့လဲ100%မှာ50% on 40% တောင်တူတဲ့သူရှားတယ်နော်လူတိုင်းကဒီအားလုံးကလေတင်ပြီးဒီစာတင်တယ်စာတင်ပြီးွားရင်ဒါစီးပွားရေးလုပ်ကြမဲ့လူတွေပဲကွာသိလားလူတိုင်းကဒီကိုတိုးတက်ဖို့ရှိရဖို့ဆိုတာဒါပတ်စံရဖို့ပဲကွာအဓိကပြောချင်တာစာတင်တယ်ဆိုတာဒီစာတင်တယ်ဆိုတော့ဒီပညာဒီပတ်စံရှာဖို့ skills တွေကရှိမှမနေရဘယ်လိုသက်ရှာမလဲဒါကြောင့်မို့ပညာတတ်အမိခံတဲ့စင်ရသားတွေပေါ်နေတာပေါ့နော်ခိုင်ကတော့အဲ့လိုမြင်တာပေါ့ဒါကြောင့်အခုခေတ်လူငယ်တွေကိုပြောချင်တာကြတော့ဒီသင်တန်းတွေတက်တယ်ဆိုတာဘာကြောင့်လဲစာတွေသင်နေရဆိုတာဘာကြောင့်လဲဆိုတော့ဒီ why ဒီ what တွေကိုပြန်မေးပြီးတော့ကိုဘယ်လိုမျိုးရှေ့ဆက်မလဲဆိုတာကိုဒီကနေပြီးတော့ဒီချာလေးပြန်စဉ်းစားဖို့ပြောချင်တာပေါ့နော်ခိုင်ကတော့ဒီကတော့ပညာရေးကိုရောင်းစားနေကြတာပေါ့နော်ဒီ private school တွေဘာတွေဒီဗာလဲ UK ကပွဲလက်မှတ်တို့ဘာတို့အမှန်တကယ်ရှိရဲ့အကြောင်းတွေလည်းရှိတယ်ဒါပေမဲ့အဲ့ပွဲလက်မှတ်ကြီးနဲ့ UK မှာအလုပ်သွားလျှောက်လို့ရလားဆိုတော့လေအနည်းစုပဲရပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့
ဒီအခုဆိုလို့ရှိရင်ကွာနိုင်ငံခြားမှာကျောင်းတက်ချင်တဲ့ကလေးတွေလည်းပုံများလာတယ်အဲ့ခါမှာသူတို့တွေကနိုင်ငံခြားကကွာအစုပ်ပလုတ်ပြောတာတော့အားနာတယ်ပေါ့နော်အစုပ်ပလုတ်ကိုပိုင်ကျောင်းတွေပေါ့ကိုပိုင် university တွေကိုအဲ့လိုမျိုးကျောင်းတွေချိတ်ပြီးတော့မှသွားပြီးတော့တက်တယ်ပြီးတော့အဲ့ရနေရလာတဲ့ပွဲလက်မှတ်ကလည်းတကယ်ကိုနိုင်ငံကြီးတွေ government ဆိုတဲ့နေရာမှာသုံးလို့မရနေဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့အဓိကပညာရေးကိုလည်းရောင်းမစားကြပါနဲ့လို့ပေါ့နော်ပညာရေးကိုရောင်းစားတဲ့လူတွေလည်းပြောချင်ပါတယ်အဲ့တော့ဒီပွဲရနေအောင်တစ်ခုတည်းနဲ့ဘဝကြီးမှာအောင်မြင်လာဖို့ဆိုတာကအိမ်မက်သာမက်နေပါလို့ပဲပြောချင်တယ်ပေါ့နော်မိဘတွေကိုလည်းဘာလို့လဲဆိုတော့မိဘတွေဆိုလို့ရှိရင်လည်းသူတို့စုဆောင်းထားတဲ့ပတ်စံတွေပြီးလို့ရှိရင်အချိန်တွေကလေးရဲ့အချိန်တွေသူတို့ရဲ့အချိန်တွေသူတို့စုဆောင်းထားတဲ့ပတ်စံတွေဒါအကုန်လုံးရင်းနှီးပြီးတော့မှဒီပွဲရတယောက်ဆိုတာဖြစ်လာတာပေါ့နော်အဲ့ပွဲရပြီးတော့အဲ့ပွဲရိုသုံးစားပြီးတော့မှမလုပ်နေဘူးဆိုလို့ရှိရင်လည်းဒါအချိန်ပြုံးချင်းတက်ပဲလေဘာလို့လဲဆိုတော့ဒီအောင်မြင်တဲ့လူတွေနိုင်ငံတကာမှာပေါ့နော်လိုမျိုးဆိုရင်သူတို့ကကျောင်းအရင်တက်တာလည်းဖြစ်ချင်ဖြစ်မယ်။ကဲ၍ကျောင်းကိုခဏနားပြီးတော့မှစီးပွားရေးတွေလုပ်တယ်အဲ့ဒါနဲ့အောင်မြင်လာတော့မှCEO လုပ်မယ်ဆိုရင်ဒီ CEO ရာထူးနဲ့ကိုက်ညီတဲ့ဘွဲတစ်ခုကိုသွားပြီးတော့မှတက်တာအဲ့လိုမျိုးလည်းဖြစ်ချင်ဖြစ်နိုင်တယ်လေ။အဲ့တော့ဒီလိုမျိုးတွေရှိရပေါ့နော်။အဲ့လိုပြောလို့ဟဲ့ငါတို့ကကျောင်းမတက်ရဘူးလားဆိုလို့ရှိရင်မဟုတ်ဘူးပေါ့နော်။ပညာရေးဆိုတာကကိုယ့်အတွက်က safety net ဆိုတာဘာလဲဆိုတော့ကိုကဒီစီးပွားရေးတစ်ခုလုပ်လို့ကြရှုံးသွားတယ်ပတ်စံနေမရှိတော့ဘူးဒီလိုမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပွဲလက်မှတ်ပညာနဲ့သွားပြီးတော့မှအလုပ်တစ်ခုကိုထပ်ပြီးပြန်လျှောက်လို့ရမယ်ဟုတ်တယ် survival လုပ်နိုင်တဲ့ safety net တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီအလုပ်လျှောက်တယ်ဆိုလို့ရှိရင်လည်း scale ကိုကြည့်ရမှန်ပေမဲ့ကို့မှာဒီလိုမျိုးလက်မှတ်တွေcertificate တွေရှိရလို့ရှိရင်ကြတော့ဒီ CV form တွေလျှောက်ရတာပို့ပြီးတော့မှအဆင်ပြေရပေါ့နော်ဒါပေမဲ့အဓိကကကြတော့ကိုတကယ်တက်ဖို့လိုတယ်အဲ့တော့ကိုကဒီဘွဲတစ်ခုမှာပေါ့နော်ဘွဲတစ်ခုဥမာဆိုလို့ရှိရင်ကိုကဒီဟာကိုတက်တယ်ဥမာတချို့တွေဆိုလို့ရှိရင်ကွာတက်ချင်တာလည်းရှိမယ်မတက်ချင်တာလည်းရှိမယ်အိမ်ကအဲ့နေဘွဲရဖြစ်အောင်လို့နေအမှန်နဲ့မှီရဲ့ပညာလေးတက်လိုက်ပါဆိုပြီးအဲ့ဒီဟာကိုတက်နေတဲ့အချိန်မှာအဲ့ဒီ3-4နှစ်ကြီးကိုဘွားကြီးငါလည်းချင်တာမလုပ်ရဘူးဆိုရေးစုံမမျောလိုက်နဲ့ပေါ့နော် hybrid ဆိုတာရှိတယ် hybrid ဆိုတာကိုကဒီသူတို့တက်စေခြင်းတဲ့ဘာသာကိုလည်းတက်နေတယ် major ကိုလည်းတက်နေတယ်ဒါပေမဲ့အဲ့ဒီတစ်ချိန်တည်းမှာပဲကိုလုပ်ချင်တဲ့စီးပွားရေးကိုလည်းစပြီးတော့လေ့လာလို့ရနေတယ်ဥမာကိုကonline လုပ်ချင်တယ်ဆိုလို့ရှိရင်ကွာဒီသူတို့တက်ခိုင်းတဲ့အကြောင်းကိုတက်နေတဲ့အချိန်မှာပဲကိုကဒီ online မှာစပြီးတော့စာအုပ်လေးတွေရောင်းမယ်နောက်တစ်ခုကကျတော့ကို့မှာအရင်းနှီးမရှိဘူးဆိုရင်တော့မှကိုရဲ့ profile ကိုအရင်တိဆောက်ပြီးလို့ရှိရင်ကို franchise ယူခြင်းတဲ့ဒီစာအုပ်ဆိုင်လားပြီးလို့ရှိရင်အင်ကြီးဆိုင်လားတွားပြီးတော့မှဒီလိုမျိုးလေးတော့လုပ်ချင်တယ်လိုမျိုးပေါ့နော်ဘယ်လိုပြောရမလဲ agent လိုမျိုးလုပ်ချင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း commission လေးနဲ့လုပ်ချင်တယ်အဲ့လိုမျိုးတွေနီးလန်းနေအများကြီးပဲကွာရေးစုံမမျောလိုက်နဲ့ပေါ့ပေါ့အဓိကကတော့နော်ဟုတ်တယ်အဲ့တော့ကိုသောမတ်ကရောအဲ့လိုမျိုးဘယ်လိုထင်လဲပေါ့နော်ဒီကျောင်းနေအရင်တက်တာကောင်းလာလားမဟုတ်လို့ရှိရင်စီးပွားရေးအရင်ရှာပြီးတော့ကျောင်းတက်တာကောင်းလာလားမဟုတ်လို့ရှိရင်ကျောင်းတက်ရင်းနဲ့စီးပွားရေးအတွက်ကိုလေ့လာတာကောင်းလားပေါ့နော်ကောင်းတာကတော့စာလည်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအတန်းပညာဘယ်လိုပဲဖြစ်ဖြစ်ရှိမှာပဲပေါ့နော်အဲ့လိုအတန်းပညာကိုကျွန်တော်တို့ကသင်ယူတဲ့အချိန်မှာတခုတတိထားမှာကျွန်တော်တို့ဒီစာယူသင်နေတာကစာမိုးပွဲတစ်ခုအတွက်ပဲလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့အရေးရှင်အရေးအသွေးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရဲ့အရေးရှင်အရေးအသွေးကိုကျွန်တော်တို့ကတေချာမြင့်တင်နေရတာပေါ့အဓိကတော့ကိုကအရေးရှင်ကိုရှာဖွေနေရတာပေါ့နော်ကျွန်တော်တို့ဒီတက်နေရဆိုတာဒါမှမဟုတ်လို့ရှိရင်ဒီ development တစ်ခုအတွက်ကျွန်တော်တို့စူးစမ်းနေရလားအဲ့ဥစ္စာလည်းကျွန်တော်တို့ကိုယ်ပြပြသိဖို့လိုအပ်တယ်။နော်တရားရနေပြီးတော့ကျွန်တော်တို့သင်ယူပြီးတော့ကိုယ့်အတွက်ဘာမှမကြံဘူး။နောက်ဆုံးဝိမှာခုနလိုဒီဂရီလေးတစ်ခုပဲကြံခဲ့တကယ်လက်တွေ့ live မှာကျွန်တော်တို့ကအဲ့ဥစ္စာရဲ့အသုံးဝင်ဘူးဗျာကျွန်တော်တို့ပြဿနာတွေတက်လာရဲဆိုလို့ရှိရင်ကျွန်တော်တို့မှာခုနလို live နဲ့ပတ်သက်ပြီးတော့အသိပညာတက်ပညာမရှိတာဆိုလို့ရှိရင်ကျွန်တော်ပြဿနာတွေမပြေရှင်းတယ်။ तू ကတော့ဟုတ်တယ်ကျောင်းကသင်ပေးလိုက်လို့ငါလို memory ကောင်းလို့ဒီဆောင်းမွေးအောင်နဲ့ဗစက်တွေရစီကန်းကောင်းတယ်ဆိုပြီးမဲ့လေတကယ် flight မှာပြဿနာဖြစ်လာလို့ရှိရင်သူကြောက်နေတယ်မစွန်စားရုံသူ့မှာဘာမှလည်းအဲ့လိုမျိုး community ကောင်းလည်းမရှိဘူးဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီ problem တွေမဖြေရှင်းပေးနိုင်ဘူးဗျာအဲ့လိုမဖြေရှင်းနိုင်ဘူးအဓိက flight မှာပြဿနာဖြေရှင်းဖို့နောက်ပြီးတော့ကျောင်းကကြောကျွန်တော်တို့ကအမားမလုပ်ဖို့များတင်ပြသူကမှားလို့ရှိရင်ခုနကရိုက်တာတို့သိရမလားမီနီတာတာတို့ပေါ့အဲ့လိုမျိုးသူကအမားလုံးမှာကြောက်အောင်အဲ့ mindset ကိုထည့်ပြီးခုနခိုင်ပြောသွားတဲ့ mindset ပေါ့နော်အဲ့ mindset လေးရှိတယ်ခုနဒီအဲ့လိုမျိုး mindset ကိုထည့်ပြလိုက်တော့သူကအကြောင်းတွေတော်တော်များများအမားမလုပ်ဖို့နဲ့ခုနလိုမျိုးစီကံပေါ့နော်စီကံလိုက်နာဖို့အစီကံလိုက်နာဖို့နောက်ပြီးလို့ရှိရင်ဒီဟန်ပြောသွားသလိုပဲ
စနစ်တစ်ခုကိုကျွန်တော်တို့ကမပြောင်းလဲပဲနဲ့သူတို့ရှာပြီးတဲ့ rule တိုင်းပဲကျွန်တော်တို့ကသွားရပါတော့အဲ့ဒီကဖောက်ထွက်လိုက်တာနဲ့ပေါ့အပြည့်ရှိတဲ့လူတယောက်လိုမျိုးအဲ့လိုမျိုးခံစားသွားစေရတယ်ဒါကျွန်တော်တို့ကိုယ်တိုင်လည်းငယ်တုန်းကခံစားခဲ့ရတယ်ပေါ့နော်စာတော်စာအရန်တော်တဲ့ထဲမှာလည်းမပါဘူးဆိုတော့ငါအဲ့လိုမျိုးခွဲခြားဆက်ဆံတာရရှိရဆက်ဆံမရနေပြီးတော့အဲ့လိုခွဲခြားဆက်ဆံနိုင်ရရှိဒါပေမဲ့အခုနကကျွန်တော်ပြောတဲ့ဒီအတိုင်းပညာတော့သင်ရမယ်ဘယ်လိုဖြစ်အတွဲသင်ရမယ်ကျွန်တော်တို့ကနောက်မှာကကျွန်တော်တို့ကဒီငွေကြေးနဲ့ပတ်သက်ပြီးရောလေကျွန်တော်တို့ကသိထားဖို့လိုရတယ်ဘာလို့လဲဆိုကျွန်တော်အကြောင်းမှာတမွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးတော့မသင်ပေးတာခုနကာယချိန်ဆိုလေကျွန်တော်တို့ကာယလှုပ်ရှင်မှလောက်ရတယ်ဒါပေမဲ့ကာယဆရာရှိရဆိုရင်တော့တစ်ခါလေထွက်လောက်ရတယ်ဒါပေမဲ့ကျန်တဲ့ချိန်တွေကမျက်နှုတ်တာတို့အိမ်သာဆေးတာတို့ဆိုအဲ့လိုမျိုးရဲ့ချိန်တွေများကတော့ကာယတစ်ခါမှစာတွေပဲတင်တာဒါကြောင့်မို့လေဒီအရင်တော့ဆို communication တွေဘယ်လိုလုပ်ရမလဲ networking ဘယ်လိုလဲလုံးဝမသိခဲ့ဘူးဒါတွေကဒီကိုယ့်ဘာနေကို adapt လုပ်လာရတာပေါ့နော်အဲ့ဒါကြောင့်ဒီခုနောက်ပိုင်းလူငယ်တွေပို့ပြီးတော့ဒီဟာတွေအခုငယ်တွေကတင်ထားတင်တယ်ဒီဟာကိုမျက်စိပွင့်နားဖွင့်ပြီးတော့လှုပ်ထားတင်တယ်ပေါ့ခိုင်တို့တွေကနောက်ရန်နောက်ကျနေရတော့မဟုတ်ဘူးဒါပေမဲ့တိတင်တဲ့ချိန်မှာမတိခဲ့တော့ဟိုပြင်ပန်းနဲ့အဲ့ဒါတွေလိုက်တင်နေရကွာအဲ့လိုပုံစံဖြစ်နေပြီပိုကုန်တာပေါ့နော်ဟုတ်တယ်လူမှုရေးဆိုလို့ရှင်လေဗျာကျွန်တော် network ရှာအောင်လေလူမှုရေးဆိုလေအတူတူပဲဆရာမမလာအောင်ကျောင်းထဲမှာစော့နေရအဲ့လိုမျိုးဖြစ်ရှင်တယ်လို့ပဲဖြစ်နေတာဗျာကျွန်တော်ကတကယ်ဒီစာချက်ဘိုးလေးပေါ့နော်အဓိကတော့ကျောင်းနေမှာကျွန်တော်တို့သင်ပေးတဲ့ပညာရေးရကြတော့ကျွန်တော်တို့ရဲ့ life မှာကြတော့အရန်အသုံးဝင်တော့အရန်သုံးချလို့မရတော့သူကဆောင်းမွဲဖြေဖို့ပဲဗျာဒါတင်တာချက်ဆောင်းမွဲဖြေဖို့ပဲတကယ် flight မှာရေးကိုပြောတာနော်ပြဿနာကိုဖြေရှင်းပေးပဲအဓိကပြဿနာကိုဖြေရှင်းနိုင်မှာအမားကိုအခုဆိုလည်းအဲ့လိုပေါ့နော်ကျွန်တော်တို့ကအမားများလို့ကျွန်တော်အမားဘွားနေမှာအပြောသွားသလိုပဲအမားဘွားနေကျွန်တော်တို့တင်ယူဖို့ပုံများဒါမှလည်းကျွန်တော်တို့ money making လုပ်တဲ့အခါမှာရောဒီကိုတီထောင်တဲ့ဒီ business ပဲလုပ်ဘာပဲလုပ်ပေါ့နော်အဓိကအမားဘွားသင်ခန်းစာယူပြီးမှကျွန်တော်တို့ကအဲ့ကနေမှတဖြည်းဖြည်းနဲ့အဆင်ပြေသွားဒီကိုယ့်ရဲ့ flight ကိုကောင်းကောင်းတိစောက်နိုင်တာပေါ့နော်အဲ့တော့ကျောင်းတွေကတော့အမားမလုပ်ဖို့ကြီးများတင်တယ်အဲ့စနစ်နဲ့သွားတယ်ဒါပေမဲ့တကယ် flight မှာကျော်အမားများလုပ်တဲ့အမားတွေကလည်းအောင်မြင်မှုရဲ့အစဖြစ်တာပဲတကယ်အလုပ်ဖြစ်ခြင်းရဲ့အစဖြစ်တာပဲဆိုတော့ပွဲလွယ်မှုတွေရှိရပါတော့အဲ့တော့ကျွန်တော်တို့ကတကယ် flight မှာအဆင်ပြေခြင်းတယ်ဆိုလို့ရှိရင်တော့တကယ်ဒီပြဿနာကိုဖြေရှင်းနိုင်တဲ့ကိုယ်မှာအတတ်ပညာအသိပညာရှိတာဖို့လိုအပ်တယ်ကိုဘယ်လိုပဲဖြစ်ဖြစ်ဒီ network တွေရှိဖို့လိုအပ်တယ်အစရပေါ့နော်ကိုယ့်ရဲ့အဓိကတော့ကိုယ် skill ရှိဖို့လိုအပ်တယ်ကိုယ်မှာ skill မရှိဘဲနဲ့ကိုယ်မှာ value မရှိဘဲနဲ့တော့ဘယ်နေရာမှတိုးမပါဘူးအခုနောက်လိုမျိုးတစ်ခွက်ကောင်းပေါ့နော်တစ်ခွက်ကောင်းဆိုရတယ်ဘယ်နေရာမှတော်နေရမယ်သူများလုပ်သလိုလိုက်လုပ်ရမယ်သူများတော်သလိုသူများတက်သလိုတက်ရမယ်လို့မဟုတ်ဘဲနဲ့ကိုကျွမ်းကျင်ရမှာတနေရာမှာတော်နေရမယ်သူများအတိုင်းပညာမတက်ဘူးဟုတ်တယ်ဆိုတော့အတိုင်းပညာမတက်လို့လေဘာမှကျွန်တော်တို့တွေးကြမှာအဲ့မှာကျွန်တော်ဟုတ်တယ်ကျွန်တော်တို့ဒီမြန်မာကာရှာမှာဘယ်လိုဖြစ်လဲဆိုလို့ရှိရင်တော်တော်များများပေါ့နော်လူငယ်တော်တော်များများဘယ်လိုတွေးတယ်ဆိုလို့ရှိရင်သူများတော့မတက်ဘူးဆိုရင်သူ့ကိုယ်သူဘာမှမတက်တဲ့သူတို့အဲ့လိုမျိုးထင်တာသူဘာမှမဖြစ်နိုင်ဘူးအဲ့ဒီအတွေးတွေကလူကြီးတွေကထည့်ဟုတ်ဒီကဒီအနေနဲ့လေပြောင်းလဲတင်တယ်လို့ထင်တယ်ခိုင်ရတော့လေငယ်တော့ခိုင်ရိုးတွေဆိုလဲမိဘတွေအရန် post လုပ်တာတော့မဟုတ်ဘဲနဲ့ကွာတခြားမိဘတွေကြားလာတဲ့အပေါ်မှာအဲ့ဒီဟာတွေကိုလေငါစတက်ရမယ်အဲ့စာတက်ပြီးတော့ဆယ်တန်းအောင်ပြီးဘာလို့ဘာမှမသိဘူးဆိုတာအဲ့ဒီကနေလာတာကိုဘာဖြစ်ချင်လို့ဒီမှာမသိဘူးအခုတိကိုဘာကိုလိုက်ရှာနေရတော့မခုမှလမ်းစာလေးတွေ့ကိုဘာလုပ်ချင်စာရောတကယ်စိတ်ဝင်စားတာဒါမှမဟုတ်3 idiot ထဲကဒါလူတိုင်းကြည့်ဘူးမယ်ထင်တယ်အဲ့ဒီမှာ rancho ဆိုရင်သူစာကိုသူများလိုအရင်ကြီးလောက်မနေဘူးသူဝါသနာပါတဲ့ဒီ engineering ကိုကောင်းသူကလက်တွေ့အသုံးချတာကွာဒီရေခဲတက်တာတွေဖြတ်တာတွေလုပ်တယ်ဘယ်လိုမျိုးသူပြန်မဆက်တဲ့ဟာတွေရှိရပြန်ဆက်လို့ရတဲ့ဟာရှိပြီးတော့အဲ့ဒီမှာအရန်ကိုအောင်မြင်ဆုံးကလည်းသူဖြစ်သွားတာပဲကြည့်အဲ့ဒါမိဘတွေကိုပြောချင်တာတာသမီးတွေကဒီနေရာမှာတော့ထားပါတော့အခုဆိုလို့ရှိရင်ခိုင်းလို့မြန်မာပြည်ပညာရေးဆိုရင်တော့မြန်မာပြည်ရဲ့မိဘတွေဆိုရင်တော့အကစိတ်ဝင်စားလားအဲ့လိုမျိုးဆိုရင်ဒါပဲအဲ့တာသမီးကမတော်တော့ဘူးမောင်နှမတွေထဲမှာလည်းရှိမှာတယောက်ကစာရမ်းတော်တယ်တယောက်ကစာနေရာမှာမတော်တခြားနေရာမှာတော်ရဲဆိုအဲ့တခြားနေရာမှာတော်တဲ့တာသမီးကအစာမတော်တော့ဘူးနေဘာမှသုံးမကြတော့အဲ့လိုပုံစံမျိုးတွေရိုက်သွင်းလိုက်တာပေါ့နော်အဲ့လိုမျိုးကြားလာတဲ့အခါမှာဒီဘက်ကလေးကကြတော့ဘယ်လိုမျိုးသူ့ကိုသူ build လုပ်ရမလဲဆိုတော့မသိတော့ဘူးပေါ့နော်အဲ့အချိန်မှာဒီ
ဒီဘဝမှာ तू အရှုံးသမားကြီးလို့ဖြစ်သွားတာကွာ तू ပညာတတ် तू မိဘတွေ post လုပ်လို့ဒီတက္ကသိုလ်တစ်ခုခုတက်လိုက်ရတယ်ဆိုရင်တောင်မှ तू ကသူ့ရည်ချင်းမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ तू passion မရှိနေလို့ကွာအဲ့လိုမျိုးနောက်က မျှော်လင့်ချက်မရှိနေတယ်မျှော်လင့်ချက်လူဆိုတာမျှော်လင့်ချက်နဲ့တက်ရှင်တာလေဒါပေမဲ့ तू က तू မလုပ်ချင်တာကြီးကိုလုပ်နေရတဲ့အတွက် तू မှာမျှော်လင့်ချက်ရောင်ချီဆိုတာမရှိတော့တခုတော့ရှိရယ်top 1ပေါ့နော်အเจ้าမှာ top 1ဖြစ်တဲ့လူတွေဘယ်လိုပြောရမလဲလက်တွေ့ဘဝမှာအောင်မြင်ရဲ့လူချမ်းသာနေတဲ့လူတွေရှိရယ်ဒါပေမဲ့အဲ့လိုမျိုးလူတွေကကြတော့အတိကမိဘအစတွေကချမ်းသာနေတဲ့လူတွေပဲဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးရှိရယ်ပြီးတော့ကိုသောမတ်ပြောသလိုဒီလူမှုရေးဆီယာမမလာတာတို့ပါတို့ပေါ့နော်အဓိကကလည်းသူတို့ကဆီယာမတွေကလည်းပညာတတ်စင်ရတာမဖြစ်စေချင်လို့ပဲမဖြစ်ချင်လို့ပေါ့နော်သူတို့မဖြစ်ချင်လို့အဲ့ဘာသာတွေကိုမယူကြတာဘာလို့လဲဆိုတော့ဒီလူမှုရေးတို့ဘွားတက်တာကာရတွေကကြတော့ကျူရှင်ယူပြီးတင်ပေးလို့မရဘူးကွာဒီလား side business မရဘူး side business မရှိဘူးအဲ့ဒါကြတော့သူတို့အဲ့ချိန်နေဆိုမယူချင်ကြဘူး volleyball ပုတ်နေကြပုတ်လိုက်ဒီကိုပုတ်လိုက်နေတကယ်ပတ်စံရတဲ့ဘာသာရက်တွေပေါ့နော်ဥမာတင်ချာတို့ chemistry physics အဲ့ဒါတွေပဲယူကြများတယ်အဲ့ခါကျတော့ဒီလူမှုရေးတို့ဘာတော့ယူမဲ့ဆရာတွေကလည်းမရှိတော့လည်းများတယ်ပေါ့နော်အဲ့တော့ဒါသူတို့ရဲ့လာစာနဲ့တဲ့အပေါ်မှာလည်းမူတည်ရပါတော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီကျောင်းနေမှာပေါ့နော်ကျောင်းနေမှာဆိုလို့ရှိရင်အခုဆိုပို့ဆိုးတယ်ကွာကျောင်းသားတွေလှုပ်ချင်တိုင်းလှုပ်ထင်တိုင်းကျဲနေကြသေးလားကျောင်းဖုန်းတွေယူလာလိုက်ဟွာတွေလှုပ်လိုက်တရားတွေလှုပ်လိုက်ရက်တွေခိုးတောက်လိုက်ဒါတွေကလေအဲ့လိုပို့ဆိုးနေကွာစနစ်ဆိုတာလူတွေကလည်းပို့ဆိုးလာတာเนาะအမှန်တကယ်ပါလေလူတွေကပို့ဆိုးလာတာမိဘတွေကြတော့လေသူတို့ဒီမှာကြတော့လေပတ်စံလည်းရှားသေးတယ်အိမ်ရောက်လို့ရှိရင်လည်းသူတို့ကထိန်းကျောင်းမှသေးတယ်ဆိုတော့သူတို့လည်းမနိုင်တော့ဘူးအခုခေတ်ကပို့ဆိုးတယ်ဒီလားကိုရီနိုင်ငံကလေအဲ့လိုပြောင်းပြန်နေကတောင်းကနင်းနေဖြစ်နေပြီကိုယ်ဆိုရင်လေငယ်တော့ဆိုရင်အဲ့ဒီအလွတ်ကျက်အလွတ်ဖြေလာခဲ့အဲ့လိုမျိုးစနစ်ထဲမှာလောက်ရောက်လာခဲ့တာကွာအခုသူများနိုင်ငံမှာတောင်းတက်တော့ဟာဒေတာမှာလည်းအများကြီးပဲတည်လားပြီးလို့ရှိရင်ဒီစောက်ထဲကနေသူတို့ပေးရတယ်မကောက်အပြင်ရဟာတွေကလည်းတွားပြီးတော့မှကြည်ရသေးတယ်ကို့မှာလေရောင်လေဘက်ချလေးလိုက်တာကဲငငယ်လေးကဒါအဲ့လိုမျိုးလုပ်ခဲ့လို့ရှိရင်ပေါ့နော်ကိုဒီလောက်လုံးလေပတ်ချလေလိုက်နေမှာမဟုတ်ကွာကိုစဉ်းစားမိရတခုပေါ့နော်အဲ့တော့ပညာကသင်ရမယ်ပညာဆိုတာအုံနောက်ကိုအရေးသွေးရပါတော့နောက်တစ်ခုကကြတော့စီးပွားရေးကကြတော့လက်တွေ့လောက်ရမယ်အဲ့တော့နှစ်ခုတည်းကတစ်ခုကိုရွေးအဲ့လိုမျိုးမဖြစ်စေချင်နှစ်ခုလုံးလက်တွေ့တွဲပြီးတော့မှလှုပ်ဆောင်စေချင်တယ်ကွာတချို့ဆိုရင်မိသားစုကြောင့်စီးပွားရေးကြောင့်အဲ့လိုမျိုးအပြင်လုပ်နေရရှိတယ်ဒါပေမဲ့အဲ့လိုလုပ်နေရသည့်တိုင်အောင်ဥမာ9 to 5လုပ်ရတယ်ပဲဥမာသူများဝန်ထမ်းပေါ့နော်အယောင်းဝန်ထမ်းလုပ်ရတယ်9 to 5လုပ်ရတယ်ဆိုရင်တော့မှတနေ့ကိုအတွက်တနားရီလောက်အချိန်ပေးပြီးတော့ကိုတကယ်ဖြစ်ချင်တဲ့ဟာဥမာ fashion ပညာကိုစိတ်ဝင်စားလားနိုင်ရင်တနားရီလောက်အချိန်ပေး YouTube ဗီဒီယိုလေးတွေတွက်ကြည့်လိုမျိုး fashion စိတ်ဝင်စားလို့ရှိရင်ဒါနဲ့ပတ်သက်တာကိုလုပ်ပေါ့နော်တခြားကိုစိတ်ဝင်စားတဲ့ဟာဘာလဲဒါလေးတွေကိုလုပ်စေချင်တယ်သိလားကိုသူများတော့မှကွာသူများတော့မှအချိန်8နာရီလောက်ပေးပြီးတော့တနေ့မှာသူများစီးပွားရေးတိုးတက်အောင်လုပ်ပေးသေးတာပဲကိုအတွက်ကိုတိုးတက်အောင်တော့တနားရီလောက်တော့တနေ့ကိုပေးပြီးတော့မှလုပ်စေချင်တယ်ပေါ့နော်အဲ့လိုမှဒါကိုကစင်းရဲသားမဖြစ်မှာစင်းရဲသားဆိုတာကလေဘယ်လိုပြောမလဲပတ်စံလည်းပါတယ်နောက်တစ်ခုကကြတော့ပညာတွေလည်းပါတယ်သိလားကိုပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေမွဲနေလို့ရှိရင်အဲ့ဒီဉာဏ်တွေစင်းရဲနေလို့ရှိရင်လေကိုယ့်ရဲ့ဘဝမှာကိုဘာသွားလုံးမလဲနော်သူများအလွယ်တကူလိန်လို့ရတယ်သူများကကိုယ်နှက်ချလို့ရတယ်ဟုတ်တယ်မလားဒီလိုမျိုးတွေရှိသေးတယ်လေနော်ပြီးတော့ကိုယ့်အရင်ချင်းကိုကွာသူများရဲ့ကုမ္ပဏီမှာအများကြီးသုံးလိုက်မယ်ဆိုကိုပြန်ပြီးတော့သုံးမှာပေါ့သိလားဘယ်လိုပြောမလဲကိုဘဝကိုပဲတည်ဆောက်ရမှာလေဟုတ်တယ်မလားသူတို့ဒါကိုယ့်ရဲ့ဝင်ငွေတစ်ခုရလုပ်နေရရဆိုရင်လည်းအဲ့ဒီမှာပဲအမြင့်တွေကိုစိတ်မကူနဲ့ကိုဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဒီပညာရေးဆိုတာခဏနေဟန်ပြောသွားတယ်လို့ပဲဘဝတိုးတက်ဖို့စီးပွားရှာဖို့ဒီပညာရေးကလုံးဝကိုအဓိကမန်တိုင်တစ်ခု foundation တစ်ခုကွာပညာမရှိဘဲနဲ့ဒီခိုင်တို့ရဲ့လိုချင်တဲ့ပတ်စံတွေစီးပွားရေးတွေမဖြစ်နိုင်ဘူးမတွေးနိုင်ဘူးเนาะဒါပညာမတတ်တဲ့သူတွေကောက်မတွေးနိုင်ဘူးအစကကိုတော့မပြောခဲ့သလိုပဲခိုင်တို့ပြောတဲ့စကားတွေကိုတော်ရုံလို့နားမလည်ဘူးပါဒီအဖွဲကပြောတဲ့သူတွေတကယ်နားမလည်တဲ့သူတွေရှိတယ်အဲ့ဒါကသူတို့တွေကဒီပညာမတတ်တာဆိုတာတက်ကိုဘယ်လိုပြောရမလဲကိုပိတ်လိုက်တော့တာအဲ့လိုမျိုးဖြစ်သွားတော့ဟုတ်တယ်အဲ့လိုဖြစ်သွားတာပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ကဒီစနစ်ကနေရိုက်ပြီးတယ်ခုနလူသားမိတ်တူပေါ့နော်ပြောသွားလူသားမိတ်တူဆိုအရင်ကောင်းတယ်အဲ့ပုံနဲ့လူသားမိတ်တူကလည်းဖြစ်တယ်နောက်ပြီးတဲ့ခါကျတော့ဒီဟိုပေါ့နော်ပညာမာနာလေးရလည်းရှိနေကိုကထိုက်တဲ့အတန်းပညာလေးရလည်းပြီးသွားပြီမှာ10တန်းအောင်လာတော့ second year တို့ဘာလို့ရောက်သွားတချို့ဆိုလည်းပွဲရသွားရပေါ့အဲ့ပညာမာနာလေးရလည်းရှိနေတော့ခုနသူ
ပြောသလိုလက်ဖေးဆိုင်ဆိုလည်းသူမဖွင့်ချင်သူပွဲရတယောက်ပေါ့နော်လက်ဖေးဆိုင်ဘယ်လိုဖွင့်ရမှာပွဲရဆိုင်ဘယ်လိုဖွင့်ရမှာတခြားဟိုနာလို့ money making ရတယ်မလုပ်ရှင်ပေါ့နော်အသေးပွဲလေးဆိုပြီးသူနဲ့မထိုက်တန်ဘူးဆိုပြီးတော့အဲ့လိုမျိုးအယူဆရတယ်သူ့မှာရှိနေတယ်မိဘရလည်းမခိုင်းပေါ့နော်ငါသားပညာတတ်ပါညာလို့မခိုင်းဘူးတဲ့အဲ့ဥစ္စာမှာဘာမှလည်းတွေ့ကြုံမရှိဘူးကိုယ်နဲ့ကောင်းတဲ့အမှုကိုစောင့်ရင်နဲ့တို့မိဘတွေရှိရနော်တချို့ဆိုရင်လေဟိုဘောနော်အဲ့လိုမျိုးလေးတွားလုပ်ချင်တယ်ဆိုတော့မှနေရအဲ့လိုပဲရမှာတန်လို့လားအဲ့ဒါတွေကရှိသေးတာနော်တကယ်အဲ့လိုမျိုးဆိုတော့လေဟိုအရန်ပေါ့နော်ဘယ်လိုပြောမလဲတွေးကြည့်ရင်ကအခုပြောနေရည်စရာဆိုပေမဲ့တွေးကြည့်လို့ရှင်တော့တကယ်ရင်နာစရာကောင်းရင်နာစရာကြီးပညာရေးသင်ခဲ့ရတယ်နှစ်20လောက်အနည်းဆုံး16 18နှစ်လောက်အဲ့ပညာရေးမှာရင်းနှီးခဲ့ရတယ်ပြီးတော့အဲ့ပညာရေးနဲ့ဘာမှလှုပ်ဆောင်လို့လည်းမရအောင်အများကြီးထပ်ပြီးတော့လမ်းလုပ်ရတယ်ဒီနောက်ပိုင်းလေ့လာခဲ့ရတဲ့အရာတွေကသာကိုယ့်ကိုထမင်းကျွေးနေရကွာပြောမယ်ဆိုလို့ရှိရင်ခိုင်ဆိုအများနဲ့ပြန်စင်းလာတယ်ငါရင်တော့ငါမှအားကြခဲ့ရတဲ့သူတွေအတန်းထဲမှာအများကြီးရှိခဲ့ရပေါ့နော်ငါအခုပြန်ကြည့်လိုက်လို့ရှိရင်ကိုယ့်ကိုယ်ကိုမပြောအောင်မဟုတ်ဘယ်သူမှအဲ့လိုမျိုးကိုယ့်ရဲ့မိဘကိုလည်းပြန်ထောက်ပံ့နိုင်တဲ့သူလည်းမရှိဘူးအရန်တော်ခဲ့ကြတယ်တက်ခဲ့ကြတယ်ဘယ်မှာလဲတော်တယ်တက်တယ်ဆိုတာပညာပတ်စံရှာဖို့လေခိုင်လို့ပြောသလိုပဲဒီလားမရှိဘူးသူတို့ကမှဒီဟန်လို့ပြောသွားသလိုပဲပညာမာနလည်းရှိရယ်ပြီးသွားလို့ရှိရင်ဒီဟာနဲ့ငါလှုပ်လိုက်ဖို့မတန်ဘူးအဲ့လိုမျိုးထင်တဲ့သူတွေလည်းရှိရပေါ့နော်ဘယ်ရမဆိုဒီကိုကဘလောက်ပဲတော်လုံးသိရင်တော့လုံးရမှာပဲကွာအားကြောင့်မို့လို့ဒီအတန်းထဲမှာတော့မဖြစ်လို့လဲစိတ်မကောင်းလည်းဖြစ်စရာမလိုဘူးအောင်မြင်မှုလည်းတွေးစရာမလိုဘူးကွာဒီလားဘလောက်ပဲကြာနောက်တနေရာမှာအောင်မြင်မှာတနေရာမှာမအောင်မြင်လေနောက်တနေရာမှာအောင်မြင်မှာအဲ့တော့ mindset တွေပြောင်းဖို့လိုတယ်ဟုတ်တယ်အတန်းပညာဒီဘွဲရဆိုတာလဲဘွဲရလည်းရတာမှာဥမာကွာကိုကငယ်တုန်းမှတင်လို့ရတဲ့ဘွဲတွေရှိရဥမာဆရာဝန်တို့ဘာလို့ဆိုရင်အသက်ကန့်သက်ချက်တွေရှိရအဲ့ခါကျရင်အဲ့ထဲကမတင်ခဲ့လို့ရှိရင်ကြီးလာပြီးတော့အဖိုးကြီးဖွားကြီးဖြစ်မှသွားပြီးတော့တင်နေလို့မရအောင်အဲ့တော့ပညာကလည်းတန်ဖိုးဆိုတာလည်းရှိသေးတယ်ပြီးတော့နောက်တစ်ခုကဆရာဝန်လို့ပြောလိုက်တဲ့အခါမှာတကယ်ရောဆရာဝန်ဖြစ်ချင်ရဲ့လားပေါ့တကယ်ချို့တွေရှိရနော်ပြီးတော့တကယ်ဖြစ်ချင်တဲ့သူတွေဆိုတော့လုပ်နေတဲ့လူတွေသူတို့တွေကိုအခွင့်အရေးမပေးလိုက်ပြီးတော့ကိုကဟက်ကော်ကြီးဖြစ်ကြံခဲ့အဲ့သူတွေကဘာကိစ္စကိုဆရာဝန်တကယ်မလုပ်ချင်မဲနဲ့တခြားသူကိုခွင့်ရေးပေးလိုက်ပါလားအဲ့လိုမျိုးဒီမှာမိဘတွေကလည်းအရန် force မလုပ်ဖို့ပေါ့နော်ခဏနေရအတိုင်းပြောချင်တာတသမီဖြစ်ချင်တာဖြစ်ပေးလိုက်ပါသူများကအခွင့်အရေးပေးတာမပေးတာချက်ပေါ့နော်ဒါကြတော့ဘယ်လိုပြောမလဲသူတို့ရဲ့ရပိုင်ခွင့်ပဲဒီကွာသွားပြီးတော့မှဥမာဆိုလို့ရှိရင်ကွာပတ်စံနေရန်ချမ်းသာနေတဲ့လူတယောက်ဟဲ့နေကဘာလို့မလှူရလဲနေပတ်စံနေလှူလိုက်ပါလားအဲ့လိုမျိုးတော့ပြောလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကိုကဘာလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ဘဝကိုဘယ်လိုကောင်းအောင်လုပ်မလဲဒါကိုသွားပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြပါလဲဆိုတော့ဒီမိဘတွေအနေနဲ့ရလဲကွာတာသမီရဲ့ပညာရေးကိုဝင်ပြီးတော့စွတ်ဖက်ချင်တယ်ဆိုလို့ရှိရင်ကိုတိုင်ကလည်းပညာရှိအောင်အရင်လုပ်ရတယ်။ဥပမာအခုခေတ်မှာဆိုရင်ကွာဆရာဝန်တွေလုပ်အင်ဂျင်နီယာတွေလုပ်လို့ပြောပေမဲ့ဒီလုပ်ငန်းရှားပါမှုတွေပါတယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်။ဘယ်လိုပြောမလဲ။ဥပမာကွာဒီဆေးရုံမှာဆိုရင်ကွာထိုင်နေကြဆရာဝန်ကြီးတွေလောက်ပဲအဲ့လိုခန့်တာမျိုးပေါက်စလေးတွေကဘာတော့လောက်ရမှာလဲအဲ့လိုမျိုးတွေလည်းရှိတယ်။အဲ့ဆိုတော့မိဘတွေအနေနဲ့ကလည်းပညာရှိဖို့လိုတယ်။ဥပမာခေတ်နဲ့အညီဥပမာဘာမေဂျာတွေကဒီအခုခေတ်မှာအသုံးများနေလေဥမာ ID နဲ့ပတ်သက်တာတို့ပြီး AI နဲ့ပတ်သက်တာတို့ဒါတွေအသုံးများနေဟုတ်တယ်မလားဥမာကွာမြန်မာနိုင်ငံမှာဆိုရင်မိဘတော်များများပေါ့နော်AI နဲ့ပတ်သက်တာတက်မယ်ဆိုလို့ရှင်ဟဲ့ဘာလုပ်မှာလဲဘာကြီးလဲအဲ့ဒါကြီးကဆရာဝန်မဲလုပ် engineer ပဲလို့အဲ့ဒါတွေကရှိသေးတယ်ပေါ့နော်အခုတက်တည်ဆိုမိဘတွေကလည်းပညာရှိဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးတော့ပြောချင်တယ်အဲ့တော့စကားလက်ဆောင်အနေနဲ့ပြောချင်တာကကြတော့ဒီပညာအရင်သင်ရမယ့်ဘာသာရပ်တွေကဥမာဆေးဝါးနဲ့ပတ်သက်တာလုပ်ချင်ရင်ဒါပညာအရင်သင်ရမယ်ဥမာအင်ဂျင်နီယာလုပ်ချင်လားပြီးလို့ရှိရင်ဒီဥပဒေနဲ့ပတ်သက်တာတွေလုပ်ချင်လားပြီးတော့နည်းပညာပေါ့ high tech အဲ့လိုမျိုး company တွေလုပ်ချင်လားအဲ့လိုမျိုးဆိုရင်တော့ပညာအရင်သင်ရမယ်ဒါပေမဲ့တချို့လုပ်ငန်းတွေကြတော့ဥပမာဆိုလို့ရှိရင်ဒီ marketing တို့ digital marketing တို့creator တို့ content writer တို့ပြီးလို့ရှိရင်ဘာရှိအောင်မလဲစားပစ်ပေးတဲ့လုပ်ငန်းတွေအဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့ကိုကအဲ့ဒီလုပ်ငန်းတွေအရင်လုပ်လို့ရတယ်အဲ့ဒီလုပ်ပြီးတော့မှကိုကနောက်ထပ်ပေါ့နော်ဘွဲယူချင်တာ certificate ယူချင်တာဆိုလို့ရှိရင်ကြတော့ကိုကအဲ့ဒါကိုကစီးပွားရေးကိုလက်တွေ့အရင်လုပ်ပြီးတော့အဲ့ရနေမှာတစ်ဆင့်ကိုကဘွဲလက်မှတ်တွေတဖြည်းဖြည်းယူပါလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ခိုင်နဲ့ကိုသောမတ်ကဘာတွေများအမှားပါချင်သေးလဲပေါ့တူတူပဲပေါ့နော် hello ပဲဒီဘဝဆိုတာက question paper ပေါ်ကanswer တွေမဟုတ်ဘူးပေါ့ answer တွေမဟုတ်ဘူးကိုယ်ကိုယ်တိုင်မိခွန်းထုတ်ရမယ်ကိုယ်တိုင်အဖြေဖြေရမယ်ပေါ့နော်ဒါကြောင့်
တမတ်တဲ့ရက်မနေနဲ့ပေါ့နော်အခုကအလုပ်တစ်ခုတည်းလုပ်နေုံနဲ့ဘဝကမလုံလောက်နိုင်ဘူးပေါ့နော်ဒီခေတ်ကြီးမှာအကုန်လူငယ်တွေကိုပြောချင်တာပေါ့နော်အခုခိုင်တို့တွေမြန်မာနိုင်ငံရဲ့ဒီကိုရီးယား situation အရာလမ်းပြောက်တယ်ဆိုတော့မဟုတ်ဘူးနော်လမ်းကရှာနေလမ်းစွာအများကြီးရှိတယ်ဒါကြောင့်ဘလို့ຢာတွေကကိုယ်နဲ့အဆင်ပြေနေလဲအမောင်မိုက်ဆုံးချိန်တွေမှာတောင်မှအဲ့ဒီအမောင်မိုက်ဆုံးချိန်တွေထဲမှာကိုယ့်အတွက်ခွင့်ရတွေရှိတယ်ဆိုတာနားလည်ထားဖို့လိုတယ်ဒီလိုတွေဖြစ်လာလို့ဒီအကြောင်းတရားတွေရှိလာလို့ကိုအကျိုးတရားတွေရှိလာတယ်ဆိုတဲ့အရာတွေလည်းအများကြီးရှိရစဉ်းစားဖို့လိုတယ်လမ်းပြောင်နေရမဟုတ်မရှာဘဲနဲ့ဒီတိုင်းနေနေတာကွာပတ်စံရှာလို့ရတဲ့နည်းတွေအများကြီးပဲဒီဖြစ်လာရင်တော့ပတ်စံတော့ရှာရမှာပဲပညာသင်နေဆိုတော့ပတ်စံရှာဖို့ပဲကွာဒီလားဒါကြောင့်ပညာတက်စင်းရတာမဖြစ်ဘူးကကိုယ်နဲ့ပဲဆိုင်တယ်ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ကိုတင်ထားတဲ့ကိုဘဲဟာကိုတင်ပါလဲအဲ့ဒီတင်ပြီးွားရင်ရောကိုကဘဲနေရာမှာတုံးချမှာလဲဒီလိုပေါ့နော်ရင်းတော့ငယ်တော့လို့သူများလျှောက်ခိုင်းလို့ဆိုတကယ်ပြောရနော်ဘိုင်းအိုယူခဲ့တယ်စေတန်းတော့သူများယူလို့ယူခဲ့တာနော်တကယ်တော့ခိုင်းဆိုရင် eco ယူခဲ့ရမှာစီးပွားရေးလုပ်တာရမ်းစိတ်ဝင်စားဘယ်လိုပြောမလဲချက်ကြလက်ကြပြောတတ်ဖို့လိုတယ်လေဘာမှလဲဆရာဝန်လဲမလုပ်ချင်ဘူးကွာမလုပ်ချင်ဘူးဆိုတာအဲ့ဒီတော့ကပေါ့နော်ဆရာဝန်လည်းဖြစ်မှာမဟုတ်ဘဲနဲ့ကိုဘာဖြစ်လို့ဘိုင်းအိုယူခဲ့ရလဲစဉ်းစားလို့မရတကယ်လို့များ eco တွေပါရင်ယူခဲ့ရင်ခိုင်တို့ဒီဘက်ပညာရှင်တွေပါဖြစ်နေမှာပေါ့တက်ပြောတတ်ခိုင်ပြောတာအရန်ကောင်းတယ်ပေါ့နော်ဟန်ဆိုလည်းအခုထိကြောင်းတက်နေရုံပဲကွာမိဘတော်မှာပြန်ပြီးမထောက်ပံ့နိုင်သေးဘူးအခုလက်ရှိမှာလေပြောရမယ်ဆိုကိုလည်းပညာတတ်စင်းရတာအဲ့လိုမျိုးဖြစ်နေတော့မယ်ပေါ့နော်ဒါပေမဲ့ဒီကြားထဲကနေပြီးကိုလှုပ်ချင်တာကိုဒီဇိုင်းမမှန်နဲ့တော့အခုစူးစမ်းနေရဲ့အဲ့လိုပုံစံပေါ့နော်နောက်တစ်ခုကကြတော့အခုလက်ရှိမှာပေါ့နော်ဒီလိုမျိုးကိုကကြောင်းတက်နေရတယ်အဲ့လိုမျိုးပွဲရပြီးတော့ငါဘာမှမလုပ်ဆိုတာထက်အဲ့လိုခိုင်ကိုကြည့်ပြီးတော့ကိုသွားချင်တဲ့လမ်းကြောင်းပြန်ပြီးတော့မှတဲ့ message နဲ့အကုန်လုံးကိုလည်းဒီလားအဲ့ဒီဘဝရိုရေးစုံမမျောလိုက်စေချင်ဘူးပေါ့နော်အဲ့ဒါကြောင့်မိုဟန်တို့ဆိုရင်အခုအဝေးတင်တက်တာလဲအဲ့အတိုင်းပဲသူများအဝေးတင်လို့အဝေးတင်လိုက်တာပဲဒါပေမဲ့ကိုကျေးဇူးတင်တာတခုရှိရယ်ဒီမတက်ခဲ့ရတော့အရင်ကျေးဇူးတင်တယ်အချိန်ကြီးအများကြီးမပေးခဲ့ဘူးအဲ့အချိန်ပတ်စံလေးရှာခဲ့ကွာကိုဒီဘက်ပတ်စံရှာလို့ရမယ်တင်တန်းနေဘယ်လိုပြောမလဲရှောက်လုံရင်းနဲ့တက်ခဲ့မိသွားရယ်ကွာဒါပေမဲ့အခုပြန်စဉ်းစားကြည့်လိုက်တော့ကိုလုံးချင်တာအခုလုံနေတဲ့ဒီ caring ဆိုတဲ့ဒီ next စိတ်ဝင်စားရပေါ့နော်ဒီလိုຢာတွေကတစ်ချိန်မှာကိုပြန်ရှာလို့ရနိုင်တယ်ကွာတကယ်လို့ခိုင်းအခုချိန်မှာဒါဒီ financial အရန်ကို2 သိန်း 3 သိန်းလောက်ရမယ်ဆိုဒီအိမ်မက်ကိုတွေးဖို့ဖြစ်လာမှာလည်းမဟုတ်ဘူးကျောင်းဆက်တက်မယ်ဆိုတဲ့စိတ်ကူးရှိမှာလည်းမဟုတ်ဒီလိုမျိုး situation ဆိုပို့ဆိုရင်အဲ့ဒီ second year လောက်နဲ့ထားခဲ့တော့မှာအခုဆိုရင်တော်ပြီးအဲ့ဟာလည်းမလုပ်တော့ငါဒီဘက်ကို try တော့မယ်ဒါပေမဲ့အသက်အရွယ်တစ်ခုရတော့နည်းနည်းတက်ရွယ်တစ်ခုတော့ရသွားပါတော့ဒါပေမဲ့ဒီအချိန်မှာ income လည်းရှိရယ်ပညာလည်းရှာလို့ရတယ်ဒါ fair ဖြစ်သွားပြီကွာအားအကြောင်းမို့လို့ရွေးချယ်မှုတွေမှန်စေခြင်းနေပေါ့နော်သူများဘိုင်ကိုယူလို့ဘိုင်ကိုသွားဆိုမယူနေဘူးသူများ eco ယူလို့သွားဆိုမယူနေဘူးအခုဆိုရင်ရွေးချယ်ကြရအများကြီးရှိလာပြီကွာအခုဆိုရင်ဒီတစ်တန်းလာအားပြီးသွားလို့ရှိရင်ဘယ်တက်ကိုသွားမလဲtry လို့ရတယ်လို့ပြောတယ်နော်အဲ့လိုမျိုးဆိုရင်တော့တခြားရွေးနေခြင်းတွေကောင်းလာပြီပေါ့နော်သူများသွားနေမသွားနဲ့ပေါ့ဒါပေမဲ့နောက်တစ်ခုရှိတာကြတော့လေလို့ဗာလဲကလေးတွေကိုပေါ့နော်ရွေးချယ်မှုပေးလိုက်လို့ရှိရင်တခါတလေမှာလေရွေးချယ်မှုတွေမှားတတ်တယ်နော်အဲ့ဒါပညာရှိရဲ့လူတွေကလမ်းပြမှာအဲ့ဒါတကယ်ရွေးချယ်မှုမှန်တာချို့ဆိုရင်ကွာမိဘတွေရှိရဲ့ကလေးကိုနေလို့ချင်တာပဲလုပ်လိုက်တော့ဆိုတော့ကလေးမှာသူမအတွေ့အကြုံမရှိဘူးလေသူမရွေးချယ်တော့အဲ့မှာရွေးချယ်မှုတွေလည်းမှားတတ်တယ်ပေါ့နော်ကိုသောမတ်ကရောဒါနဲ့ဘယ်လိုထပ်ဖြည့်ပြောခြင်းတွေလဲဒီ topic ပြီးတော့အဲ့မှန်တယ်အဲ့ကျွန်တော်နဲ့ဆိုကွက်တီပဲနော်ကျွန်တော်အဲ့လိုမျိုးကြုံခဲ့ရပါတော့ကျွန်တော်ကဒီ14 15လောက်မှကျွန်တော်10တန်းတိရတော့တိတ်ကိစ္စမရှိဘူးကျွန်တော်တို့ကတန်းပြီးတန်းတက်သွားရဆို10တန်းအောင်ပြီးတော့ခုနဝေးစင်တက်တဲ့အခါမှာဂျားထဲမှာကျွန်တော်တို့ကအားနေတဲ့အချိန်ကြီးရှိတယ်အချိန်မှာကျွန်တော်ကငယ်တကယ်ရတယ်ကျွန်တော်သူများအလုပ်မလုပ်ရှင်သူများအလုပ်မလုပ်ရှင်ဆိုတော့ဝန်ထမ်းအလုပ်ပေါ့နော်ဝန်ထမ်းအလုပ်အားမကြောက်ကိုယ့်အကူလေးအဲ့လိုဖြစ်ရှင်အဲ့အကြောင်းမလို့လေကျွန်တော်ဒီfinal ရရောက်တဲ့အခါကျတော့ကျွန်တော်ဒီ founder လောက်တာပေါ့နော်တက္ကသိုလ်ကျိုးဆောင်ဆိုပြီး founder လောက်လိုက်တော့အဆင်ပြေတယ်လူ200လောက်နဲ့အဲ့မှာကိုဗစ်နဲ့နိုင်ငံရေးနဲ့အဲ့လိုဖြစ်သွားပါတော့ဒါတော့ခေတ်ကာလအရှင်ကြီးပေါ့နော်ဒီအားရတော့ထည့်မပြောတော့ပါဘူးအဲ့မှာကျွန်တော်တို့ကမိဘရဲ့ guideline မပေးနိုင်ဘူးဗျကျွန်တော်တို့ဒီအားနေတဲ့အချိန်ဒီမှာမိဘရဲ့ guideline မပေးနိုင်ဘူး guideline မပေးနိုင်တဲ့အချိန်မှာကျွန်တော်တို့ကဒီကျွန်တော်ဘာလုပ်နေလဲဆိုလို့ရှိရင်ခုနကမိသားစုနဲ့သူများလုပ်တယ်မလုပ်ရှင်တော့ကိုယ့်အိမ်အလုံးမှာပဲအဲ့လိုမျိုးလေတက်ပူတယ်နဲ့နေအဲ့မှာ network ကမရတော့ network မရတော့လမ်းကြောင်းနေပြင်တော့
ဆိုတော့လမ်းကြောင်းမမြင်တော့တဲ့အခါကျတော့ကျွန်တော်အချိန်ကြီးကနှောင့်နှေးသွားရပေါ့နော်အဲ့လိုနှောင့်နှေးသွားတော့မှအခုနောက်ပိုင်းကိုကအတိပြန်ဝင်လို့ပေါ့နော်ဒီနောက်ပိုင်းဂျားထဲမှာကျွန်တော်ဟိုကိုယ့်အကိုပြန်ရှာဖွေနေရတဲ့အချိန်တွေလည်းအများကြီးရှိရပေါ့နော်အဲ့မှာကျွန်တော်လူတွေလည်းအများကြီးရှိရကျွန်တော်မေးချင်တာကျွန်တော်လူတွေအများကြီးရှိရဥမာအခုကြောင်းတက်ပြီးတော့မှစက္ကန့်ရက်နဲ့တချို့ဆို10တန်းနဲ့နားခဲ့အရှင်တွေအမျိုးမျိုးကြောင့်ပေါ့နော်10တန်းနဲ့နားခဲ့တယ်ဘွဲရထားတယ်ဘာလို့မှမမေရမရှိဘူးအခုနိုင်ငံခြားရောက်လာတဲ့အခါကျတော့လည်း9 to 5တွေနဲ့ပဲပြီးနေရပေါ့နော်ဘာမှရှေ့နောက်ပြန်လဲကြည့်တော့မယ်ဆိုလည်းအကြောင်းကပေးလိုက်တဲ့ပညာတကယ် flight မှာအများကြီးငွေမရှာနိုင်ဘူးဗျာရှေ့ကိုသွားပါမယ်ဆိုတော့လည်းပဲကို့မှာ skill တွေကမရှိနေတဲ့အတွက်မလို့အခက်ခဲတွေရှိတယ်ပြဿနာတွေကရှိနေအဲ့လိုမျိုးတွေကြုံတွေ့နေရတဲ့လူတွေကြောအပြောင်းလဲတစ်ခုအနေနဲ့ဘယ်ဖြစ်ဖြစ်ဘယ်လိုအပြောင်းလဲလုပ်ပြီးတဲ့အခါကျတော့မှတကယ် money making လုပ်ဖို့အတွက်စူးစမ်းရမလဲပြောင်းလဲယူရမလဲအလေးချိန်ကောင်းတွေဘယ်လိုစပြီးတော့တိဆောက်ယူရမလဲဆိုတာမျိုးတွေကျွန်တော်အသိရှင်တာပေါ့နော်ဘာလို့ဟန်ဆိုလို့ရှိရင်ဒါတီရှာလုံးနေပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့သင်ပြရမယ်ပြန်ပြီးတော့ကိုယ်လမ်းကြောင်းပေါ်ကိုပြန်သွားနေပြီ ပြန် ပေါ့ ရောက် နော် နေရ အဲ့ ပေါ့ လိုမျိုးတွေလမ်းကြောင်းကိုပြန်ပြောင်းနေအောင် ပြန် ပေါ့ ရှာနေရပေါ့ ဟုတ်တယ် ရှာ အဲ့လို တော့ မျိုးတွေ ခွေတော့ ပြန်သွားနေရဆိုတော့လေအခုလောလောဆယ်မှာပွဲရပြီးတဲ့ခါကျတော့ဘာလို့ရမှန်းမသိပဲနဲ့ဒီ9 to 5နဲ့ပဲအချိန်ကုန်နေတဲ့သူတွေနောက်ပြီးတော့ second year တက်စီရနဲ့နိုင်ငံခြားရောက်လာပြီးတဲ့ခါကျတော့စက်ရုံအနေနဲ့ဒီလိုမျိုးတွေလုပ်နေတဲ့လူငယ်တွေကိုအနေနဲ့ကြောပြောင်းလဲကိုဘယ်လိုလုပ်ပြီးတဲ့ခါကျတော့မှဒီပညာတတ်ဆင်းရဲသားမဖြစ်အောင်ပေါ့နော်အကြောင်းအတန်းပညာပဲဖြစ်ဖြစ်သိပညာပဲဖြစ်ဖြစ်အဲ့လိုမျိုးပညာတတ်ဆင်းရဲသားမဖြစ်အောင်ဘယ်လိုမျိုးတွေပြုပြင်နေထိုင်ပြီးတော့သွားရမလဲဘယ်လိုမျိုး skill တွေကနေစပြီးတော့ဖြည့်တင်နေဆိုတာလေးကိုပေါ့နော်ဟန်တို့ခိုင်တို့ကနေပြီးတော့ ပြန်ပေးပါပေါ့နော် ဆို နော် တော့ ဟုတ် အဓိကကြတော့ပေါ့နော်ကိုကပညာရေးရက်ခဲ့ရတယ် first year second year နဲ့ပေါ့နော်ပြီးတော့သူများနိုင်ငံမှာအလုပ်တွေလုပ်နေရတယ်အဲ့လိုမျိုးဖြစ်သည့်တိုင်အောင်ပြောချင်တာတခုကကျောင်းထွက်လိုက်ရသည့်တိုင်အောင်ပေါ့နော်တင်ယူမှုတွေကိုလုံးဝမရက်လိုက်နဲ့ဥပမာဆိုလို့ရှိရင်ဥပမာကို Thomas ကဒီ video editing ဝါသနာပါလားအဲ့ဒါကိုဆက်ပြီးတော့လေ့လာမယ်ပြီးလို့ရှိရင်ကွာဟိုကိုက value အရင်ပေးပေါ့နော်ဒီ community တခုကိုဥပမာကိုအဲ့ဒါလေးကြိုက်တယ်ဆိုရင်ကို edit ထားတဲ့ video လေးတွေတင်တင်ပါများလို့ရှိရင်ဒါလူတွေကတွေ့ပြီးတော့မအဲ့ခါကြလို့ရှိရင်အခု video လေးတွေကကောင်းလိုက်တာဘယ်လိုလုပ်လဲတင်တန်းဖွင့်လာဒီလိုမျိုးတွေကကိုနောက်ကိုဒါမန်နီယာလိုက်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုအချိန်တစ်ခုပေးဖို့လိုတာပေါ့ဥပမာအပင်ကိုပဲကြည့်လေအပင်တစ်ပင်စိုက်တယ်ဆိုရင်ရေလောင်းလိုက်ဝုန်းတိုင်းဆိုပြီးတော့မှအပင်ကြီးပေါက်လာမှာမဟုတ်တဖြည်းဖြည်းနဲ့ grow ဖြစ်လာတာအစီတွေကနေအပင်ပေါက်တဲ့အပင်ကနေမှတဖြည်းဖြည်းကြီးထွားလာပြီးတော့မှအပင်ဖြစ်ပါတယ်ဒီလိုမျိုးပုံစံပဲပေါ့နော်အဲ့တော့ကိုကတော့အခုရေတွင်းတူးပြီးတော့အခုရေကြီးတောက်ချင်လို့မရအောင်တဖြည်းဖြည်းနဲ့ဟိုနှစ်ရှည် plan စီမံကိန်းဆွဲရမှာပေါ့နော်။တရားတစ်ခုခုအောင်မြင်ဖို့ဆိုရင်ကအနည်းဆုံး9နှစ်တောက်တော့ကိုကတိဆောက်ရတယ်စူးစမ်းရတယ်ပေါ့နော်။အဲ့ခါကျတော့ကိုကမျိုးပညာရေးရက်လိုက်လို့လည်းအားမငယ်နဲ့ကိုကဘာလုပ်ချင်တာလဲကိုကအရင်စဉ်းစားကဲ၍ကိုစီးပွားရေးလုပ်ချင်တယ်ဆိုရင်တော့မှကိုရဲ့ဝေစုကိုရဲ့အလုပ်ကနေရလာတဲ့ပတ်စံအိမ်ကိုပေးရတယ်ဆိုရင်တော့မှအကုန်ပေးလိုက်တာထက်ကိုအတွက်ကိုသုံးဖို့တစ်ဖို့တော့စုတာပေါ့နော်အဲ့ပတ်စံကကြတော့လုံးဝ emergency money ကွာလုံးဝမထိနဲ့ဒီကနေပတ်စံကိုလုံးဝပုံသေးအကောင့်ထဲမှာထားလိုက်အဲ့ခါကြလို့ရှိရင်ဘာလို့လဲဆိုတော့ကိုပတ်စံကွာကိုလက်ထဲမှာပဲစိတ်ချရတာလေသူများလက်ထဲရောက်သွားလို့ရှိရင်ဒါကိုပတ်စံမဟုတ်တော့ဘူးချေးလိုက်တယ်ဆိုရင်တော့မှသူများလက်ထဲရောက်သွားပြီဆိုရင်တော့ကိုပတ်စံမဟုတ်တော့ဘူးအများကြီးပဲလေလူတွေဆိုရင်အများတန်းကိုပတ်စံကိုချေးလိုက်တယ်ချေးပြီးလို့ရှိရင်သူ့တတောင်းနေရတယ်ပူပန်နေရတယ်ချေးလိုက်တာတော့သူခရတဲ့လူကကိုဖြစ်နေအဲ့လိုမျိုးစိတ်ဆင်းရဲတတ်နေလဲမခံရအောင်လို့သူများလည်းမချေးနေပေါ့နော်ဒါကကြတော့အရန်ဘယ်လိုပြောမလဲကိုမိသားစုကိုဆွေမျိုးလုံးဝကိုညီမရမယ့်အခြေအနေဆိုရင်တော့ပေးတာပေးလိုက်ကိုပေးနိုင်တဲ့ amount တစ်ခုကိုပေးလိုက်အဲ့ခါကျရင်ကိုလည်းစိတ်မစင်းရဲရတော့ဒါကတော့ကိုလက်ခံထားတဲ့ကိုရဲ့ခံယူချက်ပေါ့နော်အဲ့တော့ကိုအရင်ဖြည့်ရမယ်အဲ့တော့အဲ့လိုစီးပွားရေးလုပ်ချင်တဲ့လူတွေအနေနဲ့ကြတော့လေအဲ့လိုမျိုးမြန်မာနိုင်ငံကိုလွှဲပြီးတော့စုကင်တာထက်ကိုယ့်ဘက်ကိုစုထားတာပို့ပြီးတော့မှလုံခြုံတယ်ဟုတ်လို့ရှိရင်ကိုကထားပါတော့2နှစ်3နှစ်ပြေးလို့ကိုကတော့ဆိုင်လေးဖွင့်ချင်လို့ပေါ့နော်အဲ့ခါကျရင်ဟဲ့ငါစုကင်နိုင်ပတ်စံအောင်ဆိုအိမ်ဆောက်လိုက်ပြီးလှူလိုက်ပြီးကိုကလှုပ်လိုက်ပြီးဆိုလို့ရှိရင်ကိုပဲမျက်ရည်နဲ့မျက်ခွက်ဖြစ်ကြံခဲ့ရမှာအဲ့တော့ဘာလဲဆိုတော့အဲ့ဒီပတ်စံကိုယ့်ဘက်ကိုစုပြီးတော့မှကဲ၍ကိုလုံလောက်ပြီးရပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကတငယ်ချင်းတွေနဲ့networking ပေါ့နော် networking နဲ့လိုတယ်လေဟုတ်တယ်မလားမြန်မာနိုင်ငံကမှာရှိတဲ့ကိုနဲ့စီးပွားလုပ်ချင်တဲ့ကိုအားကြတဲ့လူရဲ့စီးပွားရေးကိုတွားပြီးတော့မှအကြံဉာဏ်လေးတောင်းချို့လူတွေဆိုရင်လည်းတကယ်စိတ်ကောင်းတဲ့လူတွေရှိပါတယ် guideline ပေးတဲ့လူတွေရှိရတယ်ညီလေးဒါကတော့မင်းဘယ်လိုလုပ်လိုက်ဒီလိုမျိုးလေးတွေပေါ့နော်အဲ့တော့ကိုကဘာဆိုင်လေးဖွင့်ချင်ခင်ဆိုင်လေးဖွင့်ချင်လားဒါမှမဟုတ်ရင်အဲ့လိုဖြော်ရည်ဆိုင်လေးဖွင့်ချင်လားမြန်မာနိုင်ငံမှာဆိုရင်ကို street food တွေဆိုရင်ဘယ်လိုပြောရမလဲအရန်ရောင်းရပါတယ်ဟုတ်တယ်မလားသူများတွေလမ်းလျှောက်ထွက်တဲ့လူတို့စားတဲ့လူအဲ့လိုမျိုးဖြည်းဖြည်းနဲ့ကွာတစ်နှစ်နှစ်နှစ်တွင်းကိုလုံးဝတိုးတက်လာမှာပဲဒါငင်းလို့မရဘူးပေါ့နော်
ကိုကသာစူးစမ်းလို့ရှင်ဖြစ်လာမှာပဲအဓိကကိုကစေတနာအပြင်အားစိုက်ထုတ်တာတွေလုပ်ရမယ်ပေါ့နော်အဲ့တော့အဓိကကျတော့ကျောင်းထွက်လိုက်ရတဲ့လူတွေအနေနဲ့လည်းဘယ်လိုပြောမလဲအားငယ်မနေဘဲနဲ့ကိုယ့်ရဲ့လမ်းကြောင်းကပါလဲကိုဘာလုပ်ချင်လဲအဲ့ဒီဟာကိုဦးစားပေးရမယ်အလုပ်လည်းမထွက်နဲ့ပေါ့နော်အလုပ်ကိုအရင်တော့အဲ့အလုပ်ကနေပြီးတော့မှပတ်စံတစ်ခုကိုစုတာအမောင့်တစ်ခုကိုရလာပြီဆိုတော့ကိုဘာလုပ်ချင်လဲအဲ့လမ်းကြောင်းကိုရှောက်အဲ့ဒါပဲပြောချင်တယ်အဓိကတော့တင်ယူမှုကိုမရက်လိုက်ဖို့ပဲပညာတတ်တယ်ဆိုတာဘွဲလက်မှတ်တစ်ခုတည်းပေါ်မှာမိကိုနေရမဟုတ်ဘူးပညာဆိုတာကိုတက်ရင်တက်တယ်လို့အခုဆိုလို့ရှိရင်ဒီ company ဆိုလို့ရှိရင်လည်းကွာအဲ့လို skills တွေအဲ့ဟာတွေကြည့်ရကွာဥမာကိုကဘွဲလက်မှတ်တစ်ခုမရသည့်တိုင်အောင်ကိုကအဲ့လုံမှာကျွမ်းကျင်နေတာဥမာဆိုလို့ရှိရင် AI နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဘွဲလက်မှတ်မရရင်တော့မှကိုကလေ့လာပြီးတော့ကျွမ်းကျင်နေရဆိုလို့ရှိရင်ဒါသူတို့ကကိုယ့်ရဲ့ skill ကိုမြင်ပြီးကို့မှာလည်း network ရှိပြီးအတိတယောက်ကနေပြီးတော့မှကိုထောက်ခံပေးလိုက်တယ်သူကတော့ဘွဲလက်မှတ်မရှိဘူးဒါပေမဲ့ तू ကတော့ဒီဟာတွေကျွမ်းနေပေါ့နော်ဒီမျိုးထောက်ခံပေးလိုက်ပြီးဆိုတော့ねသူတို့ကလည်းကိုယ့်ကိုသဘောကျလို့ရှိရင်ကိုခန့်လိုက်မယ်ခန့်ပြီးသွားလို့ရှိရင်အဲ့ဒါတချို့တွေဒီလိုမျိုးနိုင်ငံတွေမှာဆိုလို့ရှိရင်ကွာဒီအလုပ်ကနေပြီးတော့ထားပေးတဲ့ဘွဲတစ်ခုဆိုတာရှိရ apprenticeship လို့ခေါ်တယ်။သူကကြတော့ဒီဟိုပေါ့နော်သူ့ရှိမှအလုပ်လုပ်လို့သူကနေပြီးတော့ဒီအလုပ်လုပ်ပေးတဲ့ဒီ employee ပေါ့နော် employee ကိုသူကဟို scale တွေမြင့်တင်ဖို့အတွက်သူကကြောင်းထားပေးတယ်။အဲ့ဒီကြောင်းထားပေးတာဒီသူ့ရဲ့အလုပ်ကလည်းအဲ့လိုမျိုးတစ်ဝက် site ပေးတာတော့ဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုးအကုန် site ပေးတာအဲ့လိုမျိုးလည်းရှိတယ်။ဒါမှမဟုတ်သူတစ်ဝက် site ပေးပြီးတော့မှသူ့ရဲ့လစာနေတဖြည်းဖြည်းချင်းပြန်ဖြတ်သွားတာအဲ့လိုမျိုးလည်းရှိတယ်။အဲ့တော့စူးစမ်းနေတဲ့လူတွေအတွက်အများနဲ့တော့တကားပေါက်ဆိုတာရှိလာမှာပဲ။ဘယ်ချိန်ပွင့်လာမလဲပဲမသိတာ။အဲ့တော့ပွင့်လာလို့ရှိရင်ကိုက ready ဖြစ်အောင်လို့ဖက်နှက်စီးထားဖို့လိုတယ်အင်ကြီးဝတ်ထားဖို့လိုတယ်ပြင်ဆင်ထားဖို့လိုတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဘာမှမဝတ်ထားဘူးဘာမှမပြင်ဆင်ထားဘူးဆိုရင်တော့ပြင်ထွက်လို့မရဘူးလေဟုတ်တယ်မလား။အဲ့လိုသဘောမျိုးပဲပေါ့နော်။အဲ့လိုမျိုးလေးအကြံပေးချင်ပါတယ်ဟုတ်ကဲ့။ ဟုတ်တာပေါ့နော်ဒါအရင်မှန်ပါတယ်ဘာလို့လဲဆိုတော့ဒီတင်ယူမှုမရက်တန်တင်ယူမှုမရက်တန်ရင်တော့ကျွန်တော်တို့ကအောင်မြင်မှုစီတစ်နေ့နေ့တော့ရောက်မှာပေါ့နော်အဲ့လိုမျိုးပေါ့နော်တင်ယူပြီးတော့ပဲကျွန်တော်တို့တင်ယူမှုကတော့ဟုတ်တယ်ကျွန်တော်တို့ကမရက်တန်သွားဘူးဒါပေမဲ့ဒီတချို့ပညာတတ်တွေပေါ့နော်တချို့ဘွဲရပြီးသွားပြီဗျာအကြောင်းတက်လိုက်တယ်နိုင်ငံခြားရောက်လာတဲ့အခါမှာဥမာလို့နေနီးတို့ပဲဖြစ်စေအလုပ်ကြောင့်ပဲဖြစ်စေပေါ့နော်တခုခုကြောင့်မလို့အိမ်အောင်နေပါကြပြီးတော့မှတို့ကအဲ့လိုမျိုးသူတို့ရဲ့ life ကိုပေါ့နော်ဟိုကအကန့်တက်ပလိုက်တာသူတို့ရဲ့ life ကိုကန့်တက်ပြီးတော့မှခုနကတင်ယူမှုတွေမလုပ်တော့ဘူးတင်ယူမှုတွေမလုပ်တော့ဘဲနဲ့ပုံမှန်ပေါ့နော်သူတို့ရဲ့မိဘတွေဘယ်လိုသွားခဲ့တယ်မိဘရလည်းခုနလိုခိုင်တိုင်းမချပေးနိုင်ဘူးသူတို့ကလည်းနောက်လို့အိမ်အောင်လည်းကြာသွားပြီဆိုတဲ့အခါကျတော့မှဟိုအဆင်ပြေုံလောက်လေးနဲ့ပဲရှေ့ဆက်မယ်ဆိုပြီးတဲ့အခါကျတော့လက်တက်ပူတွေနဲ့ပဲသွားကြတဲ့သူတွေများကြရပေါ့နော်အဲ့လိုမျိုးသွားကြတဲ့သူတွေကကျတော့တကယ်တမ်းကျတော့ဟိုတကယ်သူတို့ရှေ့လျှောက်ပေါ့နော်ဒီအနာဂတ်မှာကျတော့ငွေကြေးလွတ်လပ်မှုတစ်ခုစီကိုဘယ်လိုမျိုးဥတီသွားလို့ရတယ်ပေါ့သွားမိတဲ့လူတွေဆိုလို့ရှိရင်ရောအဲ့အရှင်တွေကိုရောက်သွားပြီဆိုရင်ဘယ်လိုမျိုးဥတီလမ်းကြောင်းဘယ်လိုမျိုးပေါ့နော် money making ဘယ်လိုပြန်လုပ်လို့ရလဲဒီနှစ်ယောက်ဖြစ်သွားပြီဆိုပေမဲ့လည်းမသွားသေးတဲ့သူတွေဆိုလို့ရှိရင်ရောဒီဘယ်လိုမျိုးပြင်ဆင်ထားလဲဒီလိုမျိုးကလောက်တာကောင်းလားမကောင်းလားပေါ့နော်အဲ့အမြင်လေးပုံမှာပေါ့နော်ခိုင်ရနေစပြီးတော့ဆွေးနွေးပြီးပါရန်ကောင်းတယ်ပေါ့နော်အဲ့ဒါကြတော့ဒီခိုင်တို့ဒီလူငယ်တွေကြားမှာရန်ကိုဖြစ်နေတဲ့အရာပေါ့နော်ခိုင်တို့ဒီအခြေအနေရနိုင်ငံခြားကိုသွားကြတယ်အဲ့ဒီပုံမှာအခုပြောသလိုပဲစိတ်အပန်းပြေဖို့အတွက်ဒီကိုယ်စိတ်ကိုဖြည့်ရင်းနဲ့ဒီအင်အောင်နေကြသွားတယ်လမ်းလေးတွေဆက်မလုပ်တော့ဘူးအဲ့လိုမျိုးတွေဖြစ်သွားတယ်ပေါ့နော်ဒါကတော့ခိုင်တယောက်တည်းအမြင်နေနေဆိုလို့ရှိရင်အဲ့လိုမျိုးမဖြစ်သင့်ဘူးပေါ့နော်တကယ်လို့ကိုကလှုပ်လိုက်မိပြီဆိုလို့ရှိရင်လည်းအဲ့ဒီအိမ်အောင်ဆိုတဲ့အရာကြီးပေါ်မှာပဲပိတ်မိမနေဘဲနဲ့ကိုကတိုးတက်ကြောင်းလှုပ်လိုက်တဲ့နဲ့ကိုမိဘတွေလိုမျိုးလမ်းရိုးဟောင်းကြီးကိုပဲလိုက်မနေဘဲနဲ့ဟွာဒီလားကိုပြန်စဉ်းစားလိုက်ပေါ့အိမ်အောင်ကြတာတော့ကြာသွားခဲ့ပြီ15နှစ်အနှစ်20တော့သင်ထားတဲ့ပညာတွေကိုကဒီအိမ်အောင်အတွက်နဲ့အသုံးချလိုက်မှလားပေါ့နော်ဒီတင်ညာပြကျောင်းကနေတင်ပေးလိုက်တဲ့ဆိုတော့တင်ညာပဲရှိတာပေါ့နော်အတတ်ပညာတော့ခိုင်တော့ဒါကိုယ့်ဘာကိုလေ့လာရမယ်ရပါဘူးပြီးတော့ဒီနိုင်ငံခြားရောက်နေတဲ့သူနဲ့လူတွေကိုခဏနေဟန်ပြောသလိုထပ်ပြောချင်တာပေါ့နော်ဒီလုတ်ကြတဲ့အခါမှာခိုင်တို့တွေကပတ်စံနေဝင်လာတယ်ပတ်စံနေဝင်လာတဲ့အခါမှာလူငယ်တွေအနေနဲ့ကိုတခါမှမကင်ဘူးတဲ့အမောင့်ကြီးကင်ရတယ်ကွာကိုနိုင်ငံရဲ့အနေထားနဲ့ဆိုလို့ရှိရင်အဲ့ဒီမှာအဲ့ဒီပတ်စံနေနောက်ကိုမျောပြီးတော့ဒီရတဲ့ဟာလေးကိုတာယာမိပြီးတော့ဒီအလုပ်ကိုပဲအမြဲတမ်းလုပ်ချင်စိတ်အရှိကိုရောက်ချင်စိတ်ဆိုတာမရှိကြတော့ဘူးနော်အဲ့အချိန်မှာရတဲ့လာစားလေးနဲ့ဒီကောင်လေးနဲ့ယူလိုက်မယ်မဖြစ်တဲ့ညာဖြစ်တဲ့ဒီလိုမျိုးတွေပလန်ကြတာပေါ့မဟုတ်ဘူးအဲ့ဒါမှားနေတယ်ကိုနဲ့ရွယ်သူတွေဘာတွေလုပ်နေကြလဲမယူရဘူးလို့မဆိုလို့ယူလို့ရအချိန်တစ်ခုတည်းရောစောင့်လို့ပြောတယ်ကိုယ်တိုင်ကိုယ့်ရဲ့အုံနောက်ကိုအရင်အစာကျွေးပြီးတော့မှကွာအဲ့ဒီအိမ်အောင်ပြုတ်တာတွေပါစဉ်းစားပေါ့ခံပြောချင်တာ
ကိုအောင်နာကိုအရင်ဆုံးပညာဖြစ်ကိုယ်တိုင်ပညာဖြစ်ကိုပြောချင်တာအဓိကခဏနေဟန်ပြောတဲ့ဟာပဲသူတို့ရနေတဲ့ပတ်စံလေးကိုတာယာနေရထက်ကွာဥမာတယောက်အမောက်ရ ပိုကောင်းတဲ့ဟာတွေရဖို့ရှိတယ်ဆိုတော့မသိတော့ ရ ဘူး မှာအဲ့ဒီထက်ပိုများတဲ့ဟာရမှာအဲ့ဒါကို ဟုတ်တယ်အဲ့ဒါကိုမမြင်နိုင်ကြဘူးကွာတချို့လူတွေကြတော့တကယ်မသိကြဘူး အမြင်ကင်းတာ ရတဲ့အမောင်လေးကိုပဲပင်ပင်ပန်းပန်းနဲ့ခိုင်းအရန်ထိရှာရဲ့စကားလုံးတစ်ခုရှိရဲ့အဲ့ဟာကိုအရန်ခံပြင်းတယ်ပေါ့နော်။ဘာလဲဆိုလို့ရှိရင်လာစာဝင်ငွေကိုမိခိုနေမင်းအဲ့လာစာမင်းရဲ့လာစာဝင်ငွေဆိုတဲ့အရာကိုမိခိုနေမင်းကတကယ်ရချင်းမရှိလို့ပဲတဲ့။အဲ့ဟာကိုလေအရန်ခံပြင်းတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါကိုကမတော်လို့သူတို့ပေးရဲ့လာစာလေးနဲ့ဒါအချင်းလေးတစ်ခုကိုနေရတယ်ဆိုတဲ့ပုံစံမျိုးကွာ။ပြန်စဉ်းစားကြည့်လိုက်ရင်လည်းဟုတ်တယ်နော်။အဲ့ဒီလာစာကိုပဲအဲ့ဒီလာစာကိုမှီခိုနေရတယ်ဆိုတော့ကိုမှအရင်ချင်းရှိမနေလို့ပဲကိုသာအရင်ချင်းရှိလို့ရှင်အဲ့ဒီအလုပ်မှလည်းလုပ်လို့ရတယ်တခြားကိုရဲ့ time ကနေရတဲ့ငွေမဟုတ်ဘဲနဲ့ကိုရဲ့ဒီ education ပညာရေးကနေရတဲ့ဝင်ငွေကိုရဲ့ဒီ knowledge တွေကနေရတဲ့ဝင်ငွေဆိုတာတစ်ဖက်မှာရှိလာတယ်အချိန်မီ9 to 5အလုပ်ကိုရက်လို့ရတဲ့အနေအထားဒီကိုကတုံနေရမယ်အဲ့စကားကိုအရန်ခံရင်းနေနော်ပြီလားဘာဖြစ်လဲဒါတော့ခံရင်းနေလို့ပြောတာပါစူးစမ်းနေသေးပါပဲပေါ့နော်အခုလေကိုတွေလည်းရုံးထွက်နိုင်နေပါဘူး9 to 5အဲ့အလုပ်ပုံစံမျိုးပဲလုပ်နေရတယ်ပါဒါပေမဲ့ရွေးချက်တော့ရှိရဲ့အများနဲ့တော့မလုပ်ငါရဲ့ပညာကနေရတဲ့ငွေနဲ့ငါရက်တည်မယ်ဆိုတော့ခံယူချက်တော့ရှိရပေါ့နော်အဲ့လိုတော့ရှိရအဲကြောင့်အားလုံးကိုလည်းပြောချင်တာကကွာနိုင်ငံသားရောက်တယ်ကိုမမြင်ဘူးတဲ့အမောင့်တွေမြင်ရတယ်မတော်ဘူးတဲ့နေရာတွေဒီနေရတဲ့လစာပေါ်မှာသွားရတယ်ဆိုတော့တာယာမနေနဲ့အဲ့ချက်ပိုကောင်းတဲ့အနာဂတ်တွေရှိတယ်ဆိုတော့သိစေချင်တာသိလားအဲ့လိုပုံစံမျိုးကအခုတောင်မှတာကောင်းနေလို့ရှိရင်ရှေ့မှာဘလောက်တောင်ကောင်းနေမလဲတွေးကြည့်လိုက်အဲ့လိုပုံစံမျိုးသိစေချင်တာပေါ့ခိုင်းတာနောက်တစ်ခုကလေအဲ့လိုမျိုးကုမ္ပဏီမှာလုပ်တယ်ဥပမာဝန်ထမ်းလုပ်တယ်ဆိုလို့ရှိရင်လဲကွာသူပေးတဲ့ပတ်စံနဲ့တန်ကိုကလုပ်ပြီးကိုက100%အားစိုက်ထုတ်ပြီးဒါပေမဲ့ကိုအတွက်တိုးတက်ကြောင်းလဲကိုရှာဘာလို့လဲသိလားသူတို့ကလေကိုအတွက်ကြည့်နေမှာမဟုတ်နော်နေမကောင်းလို့ရှိရင်နေခွင့်ယူတခြားတယောက်ခန့်ပါပဲနေတခုဖြစ်တယ်နေ emergency ဖြစ်တယ်နေ accident ဖြစ်တယ်နေမနေစေးရုံတက်နေရဲ့ခံစား권တော့နေမနေယူဒါပေမဲ့ကျန်တဲ့လူကိုခန့်ပါပဲအဲ့တော့ကိုမရှိလေသူတို့ကစနစ်နဲ့လဲပတ်နေတာဖြစ်တဲ့အတွက်သူတို့ကနောက်တစ်ယောက်အစားထိုးလို့ရတယ်ဒါပေမဲ့ကိုဘဝမှာကျတော့ကိုပဲရှိတာကိုအစားထိုးလို့မရဘူးဒါကိုအုံနောက်ထဲထည့်တာဖို့လိုတယ်နောက်တစ်ခုကကိုပင်စင်ရသွားပြီကိုအသက်ကြီးသွားပြီခိုင်းလို့မရလို့ရှိရင်ဝန်ထမ်းလျှော့ချတယ်လည်းပါသွားမှာပဲအဲ့တော့ဒီကကို skill တွေဖြည့်နေဖို့လိုတယ်ကိုအတွက်ကိုလည်းကြည့်ဖို့လိုတယ်သူများအတွက်ပဲကြည့်နေတယ်ချို့ဆိုရှိရလေငါကုမ္ပဏီမှာအရန်အရေးပါပေါ့နော်ငါမရှိလို့ရှိရင်ကုမ္ပဏီကမလဲပတ်တော့မျိုးတွေရှိရပေါ့နော်ဘာလဲကုမ္ပဏီကစနစ်နဲ့လဲနေတာလေကိုယ့်ဘန်ကိုဘာလဲကိုယ့်ဘန်ကို view site ဒီကလေဒီလားသူများကိုသွားပြီးတော့ view site မနေနဲ့ဒီလားသူများကိုဘယ်လိုပြောရမလဲသူပေးတာနဲ့တောင်ကိုကလှုပ်ပေးလိုက်အဲ့ပြင်ပြီးပြီဘာမှသွားပြီးတော့မှငါမရှိမဖြစ်တော့ like ကပ်မနေနဲ့ကွာဒီလားဘယ်နေရာမှာမရှိဘူးဖြစ်တော့မရှိဘူးမရှိဘူးဟုတ်တယ်လေကိုအခုကရုတ်တရက်ကိုမရှိတော့ရင်တော့မှကိုမရှိတော့တော့မှကဘာကြီးကလဲပတ်နေမှာပဲအဲ့တော့ကိုပို့ထားပြီးတော့လဲပတ်မှာသူများတွေကိုပို့ထားပြီးတော့လဲပတ်မှာမဟုတ်ဘူးပေါ့နော်ဟုတ်တယ်အဲ့ဒါတွေကတော့သိစေချင်တယ်ဟုတ်မူငယ်တွေပေါ့နော်ခိုင်တို့တွေကအကုန်လုံးတော်တော်များများ50-60% လောက်ကနိုင်ငံသားမှာရောက်နေရဲ့ပြကြည့်လိုက်လို့ရှိရင်ဟာငါတို့တွေကပဲယူးကြောင်မှုကြောင်နေဒါတွေလုံနေတယ်လို့ပဲသူတို့တွေကလေအလုတ်သွားတယ်လုတ်ပြန်တယ်တာယာပဲအိတ်တယ်သွားတယ်လာတယ်စားတယ်ဟာတိတ်ဆုံးသွားပြီလားဒီမှာပဲရက်သွားပြီလားတွေးမိတာပေါ့ဒါပေမဲ့ပြောမလို့ပါဘူးနိုင်ငံသားမထွက်နိုင်တဲ့လူတွေလည်းအားမငယ်စေချင်ဘူးသိလားနိုင်ငံသားမှာရှိတဲ့လူတွေအကုန်လုံးနှီးပါလေပြန်ကျင်ကြတာပဲကိုရက်ကိုမြေကိုနိုင်ငံမှာနေကျင်ကြတာပဲအကုန်လုံးကလေအခြေအနေမပေးလို့ဒါမပြန်နိုင်လို့ဒါမပြန်ကြတာပေါ့နော်နောက်တစ်ခုကိုနိုင်ငံမှာနေရတယ်ဆိုပြီးတော့လေစိတ်တမ်းမကြနဲ့ကိုနိုင်ငံမှာလည်းလုပ်လို့ရတဲ့ຢာတွေမှာအများကြီးပဲကိုကလမ်းကြောင်းရှာဖို့ပဲလိုတယ်ဥပမာကိုကတချို့တွေဆိုရှိရယ်ကွာငါကတော့ဂျပန်စာသင်တာလို့ဗာလဲဝန်ထမ်းတော့မလုပ်တော့ပါဘူးငါဂျပန်ပဲတောင်းမှအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အခြေအနေဆိုတာရှိသေးတယ်ကိုကသူများသွားလို့ရပြီမယ်ကိုကသွားလို့ရချင်မှရမှာလေအဲ့ခါကျတော့ကိုကတခြား skills တစ်ခုကိုလည်းသင်ဖို့လိုတယ်ဥပမာကိုကဂျပန်စာသင်တာတွေဂျပန်မရောက်သွားဘူးပဲထားပါတော့မြန်မာနိုင်ငံမှာပဲရှိတယ်ဒါပေမဲ့ကိုဘာလုပ်လို့ရလဲပြန်စဉ်းစားလေကိုတက်တာဂျပန်စာတစ်ခုပဲရှိရမလားအဲ့ခါဆိုလို့ရှိရင်အဲ့ဒီဟာကိုပို့ပြီးတော့ level မြင့်အောင်လို့အဆင့်လောက် N5 ကနေ N1 ထိသွားပြီးလို့ရှိရင်ဆရာပြန်လို့အဲ့ကနေဝင်ငွေတွေမရလောက်ဘူးလားဒါဥမာအနေနဲ့ပြောပြရနော်လမ်းကြောင်းဆိုတာရှာရင်ရတယ်ဆိုတဲ့အကြောင်းပြောပြတာအဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အားသာချက်တွေတောင်ရှိသေးတယ်ဘလို့အားသာချက်တွေရှိလဲသူများဝန်ထမ်းမလုပ်လို့ရှိရင်ပေါ့နော်ဆိုတော့ပြောတဲ့အတိုင်းပဲဂျပန်စာသင်တဲ့ဆရာမလုပ်မယ်ပေါ့အဲ့ခါကြလို့ရှိရင်
online ကနေတင်လို့ရတယ် online ဆို Zoom ကနေကျောင်းသားတွေအများကြီးကိုတစ်ခါတည်းတင်လို့ရတယ်အဲ့မှာဝင်ငွေတွေတစ်ယောက်တစ်သိန်းပဲထားအောင်10ယောက်ဆိုလို့ရှိရင်10သိန်းရမယ်နော်အဲ့တစ်လားဝင်ငွေပေါ့နော်အဲ့တော့နောက်တစ်ခုအားသာချက်ကပါရှိတယ်ဆိုတော့အိမ်ငါးကမပေးရဘူးစားစရိတ်ကလည်းကိုယ့်နိုင်ငံမှာဖြစ်တဲ့အတွက်တက်တာတယ်ဘာဘယ်အရာဖြစ်ဖြစ်ကိုယ့်နိုင်ငံဖြစ်တဲ့အတွက်ကတော့တက်တာနေမှာပဲနိုင်ငံသားမှာနေတဲ့လူတွေဆိုလဲဇွတ်ပြီးတော့အားကြမနေနဲ့အောင်နော်ဟိုအိမ်စရိတ်ကပေးရတယ်တလားရတယ်လားခနဲ့အိမ်စရိတ်ပေးရတာနဲ့စားစရိတ်နဲ့ဟိုဟာကြေးဒါကြေးညာကြေး insurance နဲ့အကုန်ကုန်သွားတာပဲအဲ့တော့ကိုယ့်နိုင်ငံမှာနေပြီးတော့လဲပတ်စံစုလို့ရတဲ့နေတန်းတွေရှိပါတယ်လို့ဒါပြောချင်တာပေါ့နော်အဲ့တော့ပညာတက်ပြီးတော့ဆင်းရဲသားမဖြစ်ဖို့ကကြတော့ညံကိုလည်းလွှာပြီးတုံးတက်ဖို့လိုတယ်အဲ့တော့စာတွေကိုမှတ်တာထက်ကိုအဲ့ဒီဟာတွေဘယ်လိုပြန်ပြီးအသုံးချမလဲလူချဘယ်လိုလူတွေဟုတ်တယ်ဘယ်လိုလူမျိုးတွေအောင်မြင်လဲဆိုရင်ကွာဥပမာဆိုရင်ဒီမြန်မာမှာဆိုရင်ကွာတင်းနဲ့ဒါပေမဲ့အဲ့ဒီဟာတွေပြန်ပြီးတော့အသုံးချတာနည်းတယ်အဲ့တော့အကြံပေးချင်တာကအကုန်လုံးရှိသမျှကမ္ဘာလောကကြီးမှာရှိသမျှအရာအလုံးမသိချင်နဲ့မတင်ချင်နဲ့ကိုသိထားတဲ့အရာကိုတင်ထားတဲ့အရာကိုတစ်ဖက်ကန်းခံလို့ပြီးတော့အဲ့ဒီအရာကိုဘယ်လိုပြန်ပြီးတော့အကျိုးရှိအောင်အသုံးချမလဲဒါအဓိကအရေးကြီးတယ်ပေါ့နော်ကိုကျွမ်းကျင်ထားတဲ့ကိုနယ်ပယ်တစ်ခုကိုလူကတော့အကုန်လုံးတော့တက်လို့မရဘူးကျွန်တော်တို့ AI မှမဟုတ်တာနော်ကွန်ပျူတာမဟုတ်လေဟုတ်တယ်အဲ့ကြောင့်ကိုကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုပေါ့နော်တစ်ခုတက်မြောက်ပြီးမှနှစ်ခုသုံးခုအဲ့လိုမျိုးသွားရဆိုရင်တော့တိတ်ကိစ္စမရှိဘူးကိုကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုကိုကျွမ်းကျင်တော့ဟို professional ကြအောင်ကိုကသိနေမယ်ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ကိုမသိရနားမလည်ရမရှိတော့ဘူးဆိုလို့ရှိရင်တခြားလူကိုလည်းပြန်သင်လို့ရသွားပြီဗျအဲ့ကနေမှ money making လုပ်ပြီးတဲ့အခါကျတော့မှပညာလည်းတက်မယ်နော်လို့ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းပူပန်ကြမလို့တော့နော်ပူပန်စရာမလိုအဲ့လိုပူပန်စရာမလိုတော့စိတ်ချမ်းလဲတာမယ်ဆိုတဲ့အခါကျတော့ဆင်းရဲသားလည်းမဖြစ်တော့ဘူးပေါ့နော်အဲ့ချိန်ကျမှစိတ်ချမ်းသာရဲဆိုတဲ့အချိန်ကျမှကိုပြောသလိုကောင်းလေးနဲ့စဉ်းစားကောင်းမလေးနဲ့စဉ်းစားအချိန်မတိုင်သေးခင်မစဉ်းစားနဲ့ဟာရတော့နော်အဲ့ဒါအဲ့မှာလည်းတခုရှိရနော်အဲ့မှာကကျွန်တော်တို့ကအစဉ်ပြေမှဆိုလို့ရှိရင်လည်းအများတန်းလည်းမသွားဘူးဒါပေမဲ့ကိုကရှာတတ်လို့ရှိရင်တော့အင်အားဖြစ်တာပေါ့နော်ဥမာဟုတ်တယ်ဟုတ်တယ်အင်အားဖြစ်တယ်ဆိုလို့ရှိရင်ကိုနဲ့တင့်တော်တဲ့သူကိုသွားမဲ့လမ်းကြောင်းတွေလည်းအနှောက်အယှက်မဖြစ်ဘူးကိုအတွက်အထောက်အကူဖြစ်တယ်သူအတွက်လည်းကိုလည်းအထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်တော့တော့တင်တယ်ပေါ့အဲ့လိုမျိုးပေါ့အချိန်သူ့မှာအချိန်လေးလေးရှိသေးရဆိုတဲ့အခါကျတော့တယောက်အားနဲ့နှစ်ယောက်အားနဲ့ဆိုပေါ့နှစ်ယောက်အားပုံမြင်တဲ့သဘောပေါ့နော်အဲ့ဒါတော့တကယ်သိကြပြီဆိုတဲ့သူတွေပေါ့နော်ဟုတ်တယ်အဓိကတော့စကေးဖြည့်ဖို့ပေါ့နော်ဒီပညာတတ်စင်ရတာမဖြဟုတ်စ်တယ်မဖြစ်ဖို့စကေးဖြည့်ဖို့နဲ့အမားလုံးမိမှာမကြောက်ဖို့နောက်ပြီးတဲ့အခါကျတော့ဒီအပြောင်းလဲပေါ့နော်အပြောင်းလဲဒီကျွန်တော်တို့ကလုပ်ဖို့လိုအပ်တယ်ဆိုတော့လုပ်ဖို့လိုအပ်တယ်လို့ဒါကျွန်တော်လည်းဒီခိုင်တို့ဟန်တို့ကနေပေးလိုက်တဲ့ message တွေလည်းကျွန်တော်မသိတဲ့ရတယ်လည်းအများကြီးသိလိုက်တယ်နောက်ပြီးတဲ့အခါကျတော့ဒီလူငယ်တွေအနေနဲ့ကျတော့လည်းဒီကျွန်တော်တို့ pocket လေးကိုနှာထောင်ပြီးတဲ့အခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်လမ်းကြောင်းချပြီးသွားမယ်ပေါ့နော်သူတို့အတွက်လမ်းကြောင်းချပြီးသွားမယ်ကျွန်တော်ယုံကြည်ပါတယ်အဲကြောင့်လမ်းပြောက်တဲ့အောင်အနေနဲ့လမ်းကြီးရှာလိုက်အောင်မရှာဘဲနဲ့လမ်းပြောက်မနေနဲ့အောင်ပြောချင်ပါတယ်ရှာတော့မရှာသေးဘူးပြောင်းနေပြီပေါ့နော်ပြောင်းနေတယ်ပြီးတော့ဒီအခုပညာတတ်ပွဲရဆိုတဲ့ဟာတွေကိုလည်းပညာတတ်ပွဲရဆိုတာကခိုင်တို့မြန်မာနိုင်ငံရဲ့အနေအထားအရစာရွက်ပေါ်မှာပဲရှိရယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်းမရှိဘူးခေါင်းမှာလည်းမရှိဘူးအဲ့ဒါကြောင့်တကယ်ပညာတတ်ဖို့လိုတယ်ကိုတက်ထားတဲ့ပညာကိုကိုကကျွမ်းကျင်နေဖို့လိုတယ်ခွာကိုတက်ထားတယ်ဆိုတော့ပညာကိုဘယ်နေရာလာဆန်းကိုကစမ်းခံနိုင်ရမယ်ကွာအဲ့လိုမျိုးတက်ထားမှာဒါခိုင်တို့တွေကဒါပညာတက်လို့ခေါ်တာပေါ့နော်ခိုင်တို့တွေမှာအားလုံးကပညာပဲရှိတာပေါ့နော်ပညာအခုမှရှာနေရတော့ကိုယ့်ဘာကိုရှာနေရတော့အားကြောင့်ဒီလူငယ်တွေကိုပြောချင်တာအခုချိန်ထဲမှာခိုင်တို့ရဲ့ဒီ pocket လေးကိုနားထောင်မိသွားလို့ရှိရင်ဒီကနေအတွေးရပြီးတော့ဘယ်ဟာတွေလိုအပ်နေလဲဘာတွေလုပ်ဖို့လိုနေလဲဆိုတော့ဆုံးဖြတ်ချက်တွေချသွားဖို့ရသွားမယ်လို့လည်းယုံကြည်ပါတယ်ပေါ့နော်ဒီမှာအားလုံးကကောင်းနေပဲပြောသွားတယ်ဒါ reality ကိုပဲပြောသွားတာပေါ့နော်ဒီဟာတွေက fake တစ်ခုမှပါမနေဘူးဒါကြောင့်ဒီကနေအတွေးတစ်ခုရသွားမယ်ပေါ့နော်ဒီမြန်မာနိုင်ငံမှာနေရတယ်ဆိုပြီးတော့လည်းခဏနေဟန်ပြောသလိုပဲအရန်ကြီးစိတ်ကြောက်ပြီးတယ်ပေါ့နော်နိုင်ငံခြားသွားတိုင်းစင်ပြေနေရမဟုတ်ဘူးနိုင်ငံခြားမှာ struggle လုပ်ရတဲ့အရာတွေရှိတယ်အဲ့လိုမျိုးပေါ့နော်ကိုယ်နိုင်ငံမှာပို့ပြီးတော့ကောင်းတဲ့အခြေအနေပို့ရှိနေနိုင်တယ်အားကြောင့်ကိုယ်မှာရှိတဲ့အရင်ချင်းကိုရှိတဲ့များအားလုံးညှစ်ထုတ်ပြီးတော့တုံ့ပြန်နေရပဲဖြစ်ဖြစ်ဒီရင်ချင်းကတုံ့ပြန်ရတယ်ဆိုတာကိုသိစေချင်တာပါဒီကတော့အသက်ကြီးရဲ့အချိန်မှာနားဖို့အတွက်အခုလူငယ်ဘဝမှာကိုကအားစိုက်ထုတ်ထားဖို့လိုတယ်။တက်ကြီးတိုင်းကျတော့စဉ်းစားကြည့်လိုက်ကွာအသက်60လောက်ဆိုရင်ကိုက
တိတ်ပြီးတော့အားဆိုင်မထုတ်နိုင်တော့ဘူးလေအဲ့ခါကျတော့အဲ့အချိန်မှာနားဖို့အတွက်အခုချိန်နဲ့အလုပ်လုပ်ထားရမှာအဲ့တော့ပြီးလို့ရှိရင်ခိုင်ပြောလို့ပဲပညာတတ်ဆိုတာကစာအုပ်တအုပ်ရှိတယ်ပေါ့ဒီစာအုပ်တွေကဟာတွေကိုကတင်တယ်ဒါပေမဲ့ကို့အုံနောက်ထဲမှာမရှိဘူးအဲ့စာအုပ်ကြီးကိုမီးလောင်ရတာပဲဖြစ်သူများခိုးရတာပဲဖြစ်ဆိုလို့ရှိရင်ဒါသွားပြီးမရှိတော့ဘူးဒါပေမဲ့အကယ်၍ဒါအဲ့စာအုပ်တွေကစာတွေကကို့မှာသုံးလို့ရတဲ့ပညာဖြစ်ရှိနေမယ်ဆိုရင်ဘယ်သူမှလာပြီးတော့ခိုးလို့လည်းမရဘူးဖြက်စီးလို့လည်းမရဘူးပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီဟန်တို့ခိုင်တို့ကိုသောမတ်တို့ကနေပြီးတော့ဒီပညာတတ်ဆင်းရဲသားမဖြစ်ဖို့ဆိုလို့ရှိရင်ဒီစာအုပ်တွေကတင်တဲ့ပညာတွေပညာတွေအဲ့လိုမျိုးမဟုတ်ဘဲနဲ့လက်တွေ့မှာသုံးလို့ရတဲ့စီးမြင်နေပြီးလို့ရှိရင်လက်တွေ့မှာသုံးချလို့ရတဲ့ဒီ rules တွေကိုပြောပြသွားတာဖြစ်တယ်ဒီနေ့ဟန်တို့ခိုင်တို့ကိုသောမတ်တို့ကနေပြီးတော့ဗောနော်ဒီပညာတတ်ဆင်းရဲသားမဖြစ်ဖို့အတွက်ဒီပွဲလက်မှတ်တစ်ခုတည်းကိုမိခိုမနေဘဲနဲ့အသုံးချဖို့အတွက်ပေါ့နော်လက်တွေ့မှာအသုံးချလို့ရတဲ့နည်းလမ်းတွေကိုပြောပြသွားတာဖြစ်တယ်အဲ့တော့အခုဒီ postcard လေးကိုနားထောင်နေတဲ့လူတွေကဘယ်လိုထင်လဲပေါ့နော်ဒီပတ်စံအရင်လောက်ရမှာလားဒါမှမဟုတ်လို့ရှိရင်ပညာတတ်ဖို့အရင်လောက်ရမှာလားပေါ့နော်ဒါပေမဲ့ဟန်တို့ကတော့နှစ်ခုလုံးကိုတွဲပြီးတော့မှ hybrid ပုံစံနဲ့သွားစီခြင်းနဲ့အဲ့တော့အားလုံးပဲဒီ postcard လေးကိုနားထောင်နေကြတဲ့လူငယ်တွေရောလူကြီးတွေရောလူလက်ပိုင်းတွေရောအကုန်လုံးကပညာတတ်တဲ့လူချမ်းသာလုပ်ငန်းရှင်တွေဖြစ်ကြပါစေလို့ဆုတောင်းရင်းနဲ့ပဲဒီ Born to Rise မြန်မာရဲ့ဒီနေ့ပညာတတ်ဆင်းရဲသားဆိုတဲ့ topic လေးကိုဒီပါရင်ညီကုံထုတ်လိုက်ပါတယ်ကျေးဇူးများတင်ပါတ တင် ယ် ပါတယ် မင်္ဂလာရှိရဲ့ညချမ်းလေးဖြစ်ပါစေနော် bye bye